တရားတော်မြတ်ဒီလိုမြတ်ဆုံးကိုဝေယသံဃာတော်မောင်ဒီလိုမြတ်ဆုံးကိုဝေယသမ္မာကုံသောပုဂ္ဂိုလ်ရာအစွန်တို့ဤကုံကိုယုံကြည်မြတ်လို့လက်ဆုံးမူ၍ခြေကိုယ်ဘုရားဘုရားမင်္ဂယောကတုတ္တရာတော်ယရဏတရားဘုဇဝံဓမ္မနာမကောင်းမှုဥဒ္ဒကံစေရနာကိုနိဗ္ဗာန်စိတ်တံနာယကြောင့်တရားတော်မှာဖျားသူရသမမယံဗန္တိဣဇတံဒီနုဒရန္တာဣဒနာရံဝိသနာလေကျန်နာနေကိုကျွနာဟုသို့ဆောင်းလိုမြရှင်သူမြဖျားဗန္တိမန္တုသောဣဇေချောင်းသောပနေကြောင့်ဟောဒီမြာဒေသနာတိပန်စီဖြစ်ဒေသနာရှင်မြတ်ရင်ဖြင့်တွင်တွင်ဟောကြားရှင်သူမြတ်ဖျားဟန္တတတိဘိက္ခဝေအာမန္တယမိဝောဝယဓမ္မသင်္ခါရအပမန္တေနသမ္ပတိထာဘေကဝေသန္တရာဘေလမြေကုံမြောတွေ့ရှုညာကိုจิตာจิตမိတို့ဟန္တတနိသင်จิตာတို့နှင့်မြတ်တဝါပဲဆွန့်ခွာ၍တိရာမြာနနိဗ္ဗာန်သောဇာမြံကံသည်ယခုနေခါကာလကြီး၌ဩဒုမကံသင်จิตာจิตမိတို့အားအာမန္တယမိတို့စိတ်နေမှာစကားရဲ့လို့စိတ်စောမှအရှိမှန်ငါရှုရအောင်သေရန်သာတခုနေနဲ့လက်ကြမိတ်မာတော်မူခဲ့ပေအားသင်္ကာရကံစိတ်ဥဟာကြောင့်လေးပြတို့ပေါင်းငါပြုမှဖြစ်ပွားရသည့်ဒေဘုမကသင်္ခါရတရားတို့သည်ယသမအကျဉ်းညောင်ဝေယဓမ္မဘယ်လိုပဲနဲ့ပဲတတ္တဝပဲပြမထာဝရကမြဓမ္မယလျင်ပြပြရခြင်းသဘောရှိကြလေကုန်၏သာသမတော်ကဲ့သို့ဖြစ်လာသည်မြပြရခြင်းသဘောရှိကြလေကုန်သောကြောင့်ဒုံမေသင်္ချေတခြေသမိတို့သည်အပမရေနာလောကီအာယုံဖုံဖုံလိုက်စမေလျောညာသည်ပမာဒတရားကိုခွာအပမဒဆိုရတတိသမ္ပဇင်ညတရားဖြင့်သံပါတေထသီလဓမ္မမြတ်ပညာဟုသုံးပြသိက္ခာကိုကိစ္စကိုဝါဝါကုန်လုံးကြိုးစားအားထုတ်၍ပြည့်စုံစေကြကုန်ရာတည်းယနေ့ကောဇာတက္ကရာ1369ခုနှစ်တဘုတွဲလဇန်9ရက်နေ့ညချမ်းကာလ8 နာရီ 15 မိနစ်ချိန်မှစတင်လို့မန္တလေးမြို့မဟာမြိုင်အပိုင်း1 68 69လမ်းကြား38 39လမ်းကြားအောင်မေတ္တာတန်းသွယ်အောင်မေတ္တာဓမ္မယုံတိတဆာယာနာမှုကူညီရေးအသင်ကြီးဤ2 နှစ်ပြည့်နှင့်အောင်မေတ္တာဓမ္မယုံလူငယ်ဘုံဇွမ်းလောင်းအသင်6 နှစ်ပြည့်သည့်အထိမ်းအမှတ်အနေနဲ့တတိယကြိမ်မြောက်ဆင်ရင်ကျင်းပအပ်သည့်ဓမ္မပူဇာသဘင်အထူးတရားပွဲကြီးရဲ့ပထမဦးဆုံးဖွင့်ပွဲညမှာဓမ္မဒါနကောင်းမှုကုသိုလ်ရှင်ကိုကျော်ကျော်သိန်းမအေးအေးသားမောင်ဟိမ့်ထက်အောင်သမီးမအေးစုမြတ်အောင်ဟိမ့်ထက်အောင်ဖဏတ်ရောင်းဝယ်ရေးမန္တလေးဈေးကျော်တော်မိသားစုတို့ဤ
ဓမ္မဒါနအမ္မတဒါနဖြစ်ပါတယ်ဒီနေ့ဖွင့်ပွဲညမှာဟိဋ္ဌအောင်မိသားစုတို့နှင့်တကွမဟာမြိုင်အပိုင်း1မှအလုံးသောဆွေတော်မျိုးတော်တို့အတွက်ရွေးချယ်လာခဲ့တဲ့တရားကတော့တန်ယုတ္တနိကေမဟာဝကတန်ယုတ်ပါဠိတော်မှာလာရှိသည့်စုံဒသုတ်နဲ့တန်ယုတ်အဋ္ဌကထာမဟာပရိနိဗ္ဗာန်သုတ်အဖွင့်နိမိတ်တော်ဘာသကထာဝန္နာတို့မှာလာရှိသည့်အရှင်သာရိပုတ္တရာပရိနိဗ္ဗာန်စံဃံတရားတော်ပြည်သားကြီးတို့ဘသူပရိနိဗ္ဗာန်စံဃံတဲ့တိတ္တဆာယာတဲ့မြန်မာလိုပြန်တော့အေးရိပ်ငြိမ်လို့ပြန်လိုက်နာမည်လေးသိလှကြိုက်เสียကောင်းအေးရိပ်ငြိမ်လို့အဓိပ္ပာယ်ရတဲ့တိတ္တဆာယာနာမုကူကြီးရေအသင်းကြီးနဲ့အောင်မေတ္တာဓမ္မယုံလူငယ်ပုံစံလောင်းအသင်းတို့ရဲ့အထိတ်အမှတ်အနေနဲ့2နှစ်ပြည့်6နှစ်ပြည့်အထိတ်အမှတ်လေးနဲ့ကျင့်ပတဲ့ဓမ္မသဘင်မှာဒီနာမုကူကြီးရေအသင်းဆိုတာလဲဦးဇင်းတို့ကျေးဇူးရှင်ဝါကင်းကုန်းဆရာတော်ဘုရားကြီးအဥပြုပြီးတော့မှကြိုးစားအားထုတ်ဆောင်ရွက်ခဲ့လို့ဒီနေ့မြန်မာပြည်မြို့အတော်များများမှာနာမုကူကြီးအသင်းတွေပေါ်ပေါက်လျက်ရှိပါတယ်အဲ့တော့နာမုကူကြီးအသင်းကြီးရဲ့2နှစ်ပြည့်ဘက်ကိုဦးစားပေးလိုက်ပြီးတော့ဒီတရားရွေးလိုက်တာအရှင်သာရိပုတ္တရာပရိနိဗ္ဗာန်စံဃံရည်ရွယ်ချက်ကတော့ဒီတရားအားလုံးချုပ်ပြီးတော့ဓမ္မပိသတ်တို့ရယူစေခြင်းနာကတော့ဘာလဲလို့ဆိုရင်သိခြင်းတရားကိုတတိယဖို့ဖြစ်ပါတယ်ပိသတ်ကြီးတို့ဘာကိုတတိယဖို့လဲသိခြင်းတရားကိုလူတွေမေ့နေကြရင်ဘာဖြစ်တတ်တုံးဆိုရင်ယံဖြစ်တတ်တယ်သိဖို့မေ့ထားရင်ဘာဖြစ်တတ်အိမ်ထဲကြည့်လိုက်ဒီနေ့မိသားစုဝင်ချင်းချင်းယံဖြစ်နေကြတာတွေ့တာပဲမှန်လားပြည်သက်ကြီးရက်ွက်သေးကြည့်လိုက်ရက်ွက်သူရက်ွက်သားအချင်းချင်းယံဖြစ်နေကြတာတိုင်းပြည်ကြည့်လိုက်ဟိုးလွတ်လပ်ရေးရပြီးကစားကြတဲ့ကယံဖြစ်လာတာအခုဒီယံပွဲတွေဟာမငြိမ်းသေးတကဘာလုံးကြည့်အောင်မလားကဘာအရှိဘက်ချမ်းအနောက်ဘက်ချမ်းအရှိအနောက်အမြင်တွေနဲ့ပြည်သားကြီးတို့မီဒီယာကနေတယောက်နိုင်ငံမကောင်းကြောင်းတယောက်အပုတ်တွေချဒါလည်းယံဖြစ်ခြင်းတစ်မျိုးပါလူလောကကြီးလူများစွာအဲ့ဒါလိုယံဖြစ်နေတာသိခြင်းတရားကိုမေ့ထားလို့ပြည်သားကြီးတို့ဘာကိုမေ့ထားဒါဓမ္မပဒမှာဗုဒ္ဓဟောတာရှိပါတယ်ပရိသနဝိဇာနန္တိမယမေထယမမတေယေသတထဝိဇာနန္တိတတောသမ္မန္တိမေတကဧထာယလူဘောင်လောကလူအဖွဲ့အစည်းကြီးထဲမှာပရိမေတ္တမရှင်ယံမွဲဆင်၍တွင်တွင်ငင်းခုန်ခယံဖြစ်ပွား၍နေကြကုန်သောသူတို့သည်မယံငါတို့သည်ယမမတေဣတိတနည်းနည်းတွင်မလွဲမသွေဧကံမုဋ္ဌတိကြရအောင်မည်ဟု၍နဝိဇာနန္တိဆင်ခြင်းမကြည့်မသိရှိကြလေကုန်တတ္ထတို့လူဘုံလောကလူအဖွဲ့စည်းကြီးထဲ၌ရေစဆင်ခြင်းမြင်သိအခြင်းပညာရှိပုဂ္ဂိုလ်တို့သည်ကမယံငါတို့သည်မမတ်တိဣတိတနည်းနည်းတင်မလွဲမသွေဧကံမုဋ္ဌတေကြရအောင်မည်ဟု၍ဝိဇာနန္တိဘဝလန်းစဉ်ဆုံးအောင်မြင်ကြည့်သိရှိတော်မူကြလေကုန်၏တတောတေဟိပန္တိတေဟိဤလူဘဝတခဏဟုသေရမည်ရေကြိုတင်တွေ့ကကောင်းစွာမြင်သိထိုပညာရှိတို့ကြောင့်မေရကငါကအမှန်သူကအမှန်မတရားဟုဖြစ်ပွားငင်းခုန်ရမျိုးစုံတို့သည်သာမတိနှလုံးအိမ်တွင်မေတ္တာရှင်၍ခြေလင်ရှင်လန်းဘဝလန်းမှာ
ငြိမ်းချမ်းကြီးငြိမ်းချမ်းကြလေကုန်သတည်းဓမ္မပဒမှာမြတ်ဗုဒ္ဓဟောကြားတဲ့ဒီဒေသနာဂါထာရဲ့အဓိပ္ပာယ်ကလူတွေယံဖြစ်နေကြတာသိခြင်းတရားကိုမေ့ထားကြလို့ပါသိခြင်းတရားကိုဉာဏ်ပညာနဲ့နေ့တိုင်းဆင်ခြင်ကြည့်ပြီးတော့တနေ့သိရအောင်မှာပါလားလို့တတိယကြရင်မသိခင်ရှိရဆက်ရှိလို့တွေ့ကြုံဆုံစည်းနေကြရတဲ့မိသားစုဝင်ချင်းချင်းရက်ွယ်သူရက်ွယ်သားအချင်းချင်းတိုင်းသူပြည်သားအချင်းချင်းကဘာသူကဘာသားအချင်းချင်းအဲ့ဒါလို့နှလုံးသားတွေကနေသိခြင်းတရားကိုတကယ်နဲ့ဆင်ခြင်မိရင်အဲ့ဒါယံဖြစ်နေကြတာတွေယံပွဲတွေငြိမ့်မယ်သိခြင်းတရားကိုသတိရရင်ဘာတွေငြိမ့်သွားအဲ့တော့သိခြင်းတရားမေ့ထားလူတွေကနေဖို့ပဲစဉ်းစားကြတော့ဘာဖြစ်တယ်လဲဘယ်တော့မှမသိရတော့မဲ့သူတွေလို့မသိခင်လေးတွေ့ကြုံနေကြရတဲ့တွေ့ကြုံခွင့်လေးတွေ့ကြုံဆုံစည်းနေရတဲ့တန်ဖိုးသတိမပြုမိတော့ဘဲနဲ့တွေ့ကြုံဆုံစည်းနေရတဲ့ခိုက်တန့်လေးတွေကိုတန်ဖိုးရှိတဲ့ခိုက်တန့်လေးတွေယံဖြစ်ခြင်းတွေအမုန်းတရားတွေနဲ့ကုံလွန်နေကြတာဘာကိုမေ့ထားလို့ဒါကြောင့်တို့ကိုးကွယ်တဲ့မြတ်စွာဘုရားပါဝင်မြတ်စွာဘုရားရှင်ရဲ့လက်ရတော်ရာအရှင်သာရိပုတ္တရာတို့လက်ဝဲတော်ရာရှင်မောက္ကလန်တို့တော်မှတဏိမှာတေမင်းကတွင်သက်ဆင်းကြရတာပါလားတို့လည်းတဏိသိရအောင်ပဲမသိခင်မှာကိုယ်နဲ့ဆက်ဆံနေရတဲ့သူတွေအပေါ်အမုန်းတရားနဲ့မဆက်ဆံမဲမေတ္တာတရားနဲ့ဆက်ဆံလို့ကုသိုလ်တရားတိုးပွားအောင်ကြိုးစားမယ်ဆိုတဲ့စိတ်နှလုံးသွင်းလေးတွေရှိစေခြင်းလို့ရစေခြင်းလို့ဒီတရားရွေးလိုက်တာပါအရှင်သာရိပုတ္တရာပရိနိဗ္ဗာန်စံဃာပေသဗ္ဗတရားတဲ့ဧကံသမယံဘဂဝတာဝဋ္ဌိယံဝိဟရတိဇေတဝန္တေအနန္ထပိန္ဒီကတအာရမေဧကံတပါသောသမယံခကာလမဘဂဝဘုံတော်6စုံတကူကုန်နှင့်ပြည့်စုံကြောကျမ်းရှင်တော်မြတ်ဖရာရှိသည်သာဝဋ္ဌိယံသာဝဋ္ဌိအနိ၌အနန္တပိန္ဒီကတနာရပိန္ဒရေကြီးအာရမေနှလုံးမွေးလျောပြောစရာကောင်းလာဝေထသောဇေတဝနေဇေတဝံခောရွှေကြောင်းတော်မှာဝိဟရတိတရားဓမ္မဟောညွန်ပြကနေညရွှင်ပြောသရင်သုံးစံတေတော်မူပါပေတည်းမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သာဝတိပြည်တဲ့ဇေရွန်ရောင်မောင်းရွှေကြောင်းတိုက်တော်ကြီးမှာကိန်းအောင်မွေလျော်စံပြောတော်မူနေစဉ်တေနာကောပနာသမေနထောခကာလစီရုံကအာယသမသာရိပုတ္တောလက်ရတော်ယံပညာဣတရိယဖြစ်တဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကြီးသည်မဂရေသူမဂရတိုင်းတို့၌ဇာတောဝရကေနာလကကမေကိုရောမြတ်၏ဇာတိချက်ကျွေမွေရမည်ဖြစ်တဲ့နာလကရွာကဇာတောဝရကေကိုရောမြတ်အမွေဖွားရာတိုက်ခန်းအတွင်၌အာဘာတိကိုယောဂဝေဒနာနှိစ္စခံလေရသည်ဖြစ်၍ဒုက္ခိတောပင်မဆင်းရဲခြင်းသို့ရောက်၍နေသည်ဖြစ်၍ဗန္လကိလနောယောဂဝေဒနာပြင်းထန်လွန်လာတဲ့အတွက်လွန်စွာနာကျင်၍နေသည်ဖြစ်၍ဝိဟရတိနေရ၏မြတ်စွာဘုရားသာဝတိပြည်စေတော်ရောင်မောင်းရွှေကြောင်းတိုက်တော်ကြီးမှာကိန်းအောင်မွေလျောစံပြောတော်မူနေစဉ်အရှင်သာရိပုတ္တရာကိုယ်တော်ကြီးမဂရတိုင်းတွေကသူ့ရဲ့ဇာတိချက်ကျွေမွေးရမြေနာလကရွာပေသာကြီးတို့ဘာရွာတဲ့နာလကရွာကသူ့အားမွေးဖွားရာတိုက်ခန်းအတွင်းမှာ
ယောဂရနေတယ်တဲ့ရှင်သာရိပုတ္တရာဘာဖြစ်နေတယ်အထာဂောတုကာလမအာယတမသုံးတော်ရှင်သာရိပုတ္တရာဤညီတော်ဖြစ်တဲ့သုံးရမထေရီအာယတမတောသာရိပုတ္တသာယောဂပြင်းထန်စွာရနေတဲ့ရှင်သာရိပုတ္တရာမထေမြတ်ဤဥပဋ္ဌာကောလူနာပြုစုတဲ့အလုံးကျွေးသည်ဟောတိဖြစ်၏ယောဂပြင်းထန်စွာရနေတဲ့နောင်တော်ကြီးရှင်သာရိပုတ္တရာရဲ့အနီးအနားမှာကျင်ကျင်နာနာပြုစုလုပ်ကျွေးနေတဲ့မထေကညီတော်စုံဒပိဋကကြီးတို့ဘသူပါလိမ့်အသာကောတောကာလ၌အာယသမသာရိပုတ္တရှင်သာရိပုတ္တရာမထေမြတ်သည်တိနိဝအာဘာရိနထုံကိုရောမြတ်မှဖြစ်ပွား၍နေသောယောဂဖြင့်ပင်လျင်ဇာတောဝရကိကိုရောမြတ်အမွေးဖွားရာတိုက်ခံအတွင်၌ပရိနိဗ္ဗာယိပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်းရုပ်သိမ်းတော်မူခဲ့ပါပေသတည်းအရှင်သာရိပုတ္တရာသူအမွေးဖွားရတိုက်ခန့်တွင်မှပရိနိဗ္ဗာန်စံကြောင်းမဝကတန်ယုတ်ပါဠိတော်စုံဒသုတ်မှာပြဆိုပါတယ်အဲ့လိုပရိနိဗ္ဗာန်စံပုံကိုတန်ယုတ်ထာဂရာကအကျေဖွင့်ပြထားပါတယ်အချိန်ကတော့မာတက္ကရ149ခုနှစ်မတက္ကရာ148ခုနှစ်ကစုံလပြည့်ဆိုရင်ဗုဒ္ဓမြတ်စွာလေပြိနိဗ္ဗာန်စံတော်မဲ့ချိန်ပေါ့အဲ့ဒီမတက္ကရာ149ခုနှစ်နောက်ဆုံးပိတ်ဝါဗုဒ္ဓမြတ်စွာဝေလူဝရွာငယ်ကလေးမှာဝါဆိုဝါကက်ခဲ့ပါတယ်အဲ့ဒီဝေလူဝရွာမှာနောက်ဆုံးဝါ45ဝါမြောက်နောက်ဆုံးဝါဆိုဝါကတ်တော့ဗုဒ္ဓမြတ်စွာလည်းပဲဝမ်းသွေးသွန်တဲ့ယောဂါရတော်မူတယ်ပြိနိဗ္ဗာန်စံလောက်အောင်ပြင်းထန်တဲ့ဝမ်းသွေးသွန်တဲ့ယောဂါအဲ့ဒီယောဂါကြီးကိုတပိတန်ဃာတို့အားလဲပြိနိဗ္ဗာန်စံဖို့အတိမပေးရသေးဘူးတရားဓမ္မတို့အားလဲအတိမပေးရသေးဘူးနောက်ဆုံးခြေချွတ်ရမယ်သုဘတ္တပရပိုက်ပစ္စိမဗုဒ္ဓသာဝကခြေချွတ်ရအောင်မဲ့တတ္တဝါပုဂ္ဂိုလ်ရှိနေသေးတော့အဲ့ဒီပြင်းထန်တဲ့သွေးသွန်ယောဂသွေးဝမ်းယောဂကို10လအတွက်အာယုပါလကဖလသမဘတ်နဲ့ထိမ့်ချုပ်တော်မူပါတယ်10လအတွက်အဲ့ဒီအာယုပါလကဖလသမဘတ်နဲ့ဝမ်းသွေးသွန်တဲ့ယောဂကြီးကိုထိမ့်ချုပ်ပြီးလို့ဝါလာကင်းလို့တရင်ကျွတ်တဲ့အခါမြတ်စွာဘုရားနောက်ပါသံဃာတော်တွေချမ်းရံပြီးတော့မှဒေသစာရီလှဲ့လေကြွချီရာကအဲ့ဒီသာဝတိမြို့သို့ရောက်တော့ဇေရွန်ရောင်မောင်းရွှေကျောင်းတိုက်တော်ကြီးမှာဂိမ်းအောင်မွေးလျောစံပြောတော်မူနေစဉ်တဲ့ရှင်သာရိပုတ္တရာကိုတော်ကြီးကလည်းပဲမြတ်စွာဘုရားရှင်အာယုသေးစွာရှိခိုးဥချပြီးတော့မှဒီဝဋ္ဌာဏံကိုရောမြတ်နိတံယကမ္မထံကြောင့်လေးစီသို့ကတော်ကြွသွားတော်မူ၏မြတ်စွာဘုရားအားရှိခိုးဥချပြီးတော့အရှင်သာရိပုတ္တရာသူသင်္ကန်းကြောင့်လေးစီကြွသူ့နောက်ကသွားလေရာသူအရေးပမာခြံရံပြီးလိုက်ပါလေးရှိတယ်တပိယဟန်900တို့ကလည်းပဲဆရာပြည့်တဲ့ရှင်သာရိပုတ္တရာအာယုသေးစွာရှိခိုးဥချပြီးမှအတိအသီသူတို့ရဲ့သင်္ကန်းကြောင်းလေးတွေကမ္မထမ်းကြောင်းလေးတွေစီကြွသွားပါတယ်အဲ့ဒီအချိန်မှာရှင်သာရိပုတ္တရာကကမ္မထမ်းကြောင်းလေးကိုတစ်ပြည့်စီလှဲခရီးပြန်ရောက်စဆိုခြေတော်တွေဆေးသမခံအခင်းကိုခင်းပြီးမှတဲ့ဝဲဖွဲ့ခွေးထိုင်နေပြီးတော့ဖလသမဘဝင်စားပါတယ်အချိန်ပိုင်းခြားနဲ့ဖလသမဘဝင်စားပါတယ်ဖလသမဘကထားတော့ကိုရောမြတ်ကြီးစိတ်ထဲမှာစဉ်းစားတော်မူတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလည်းပဲတဲ့ရွယ်ယိုယွင်းအိုမင်းတော်မူလို့ဝမ်းသွေးသွန်တဲ့ယောဂကြီးလည်းရထားပြီတဲ့
ဗုဒ္ဓ ानु ခောပထမံပရိနိဗ္ဗာယန္တိဥဒဟုဧကသဝကဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်တို့သည်ပထမံလက်ဝဲရန်လက်ရရန်ဆိုတဲ့ဧကသဝကနှစ်ပါးတို့၏ရှေးဥစွာပရိနိဗ္ဗာယန္တိနုခောပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်းရုပ်သိမ်းရုထုံးစံရှိကြလေကုန်သလောဥဒဟုဓမ္မပုဂ္ဂလူရှိရင်ဧကသဝကလက်ဝဲရန်လက်ရရန်ဆိုတဲ့ဧကသဝကနှစ်ပါးတို့သည်ပထမမြတ်စွာဘုရားရှင်တို့ပရိနိဗ္ဗာန်မစံဝင်မီရှိဥစွာပရိနိဗ္ဗာယန္တိနုခောပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်းရုပ်သိမ်းရုထုံးစံရှိကြလေကုန်သလောမြတ်စွာဘုရားနဲ့ဧကသဝကနှစ်ပါးရှိရမှာဘုရားရှင်တို့ကပဲအရင်ပရိနိဗ္ဗာန်စံလေသလားဓမ္မမဟုတ်ရင်ဧကသဝကနှစ်ပါးတို့ကဘုရားပရိနိဗ္ဗာန်မစံပြီးအရင်ပရိနိဗ္ဗာန်စံရုထုံးစံရှိလေသလားရှိရှိဘုရားရှင်တို့ရဲ့သာသနာခေတ်ကိုဉာဏ်စက္ခုနဲ့ကြည့်လိုက်တော့ဧကသဝကပထမံဧကသဝကနှစ်ပါးတို့ကဘုရားရှင်တို့ပြိနိဗ္ဗာန်မစံဝင်မီရှေးဥစွာပြိနိဗ္ဗာန်စံရိုးထုံးစံရှိပါလားသိသွားတော့ကိုရောမြတ်ရဲ့အာယုသင်္ခါရခေါ်တဲ့သက်တမ်းကိုပြန်ပြီးဆင်ခြင်ကြည့်တယ်ငါနောက်ထပ်အသက်ဘယ်လောက်ရှည်အောင်မလဲလို့ဆိုတော့ဆင်ခြင်ကြည့်လိုက်တော့တတ္တဟမေဝမေအာယုသင်္ခါရောဘဝတတိဩငါရဲ့သက်တမ်းကလေ9ရက်မြပဲရှိတော့ပါလားရှင်သာရိပုတ္တရာဘယ်နှရက်ပဲနေရတော့မှာတဲ့9ရက်ပဲကျွင်းကြံတော့တယ်ဟံငါတိကထဘေယထာနဘေရေသမပရိနိဗ္ဗာယေတမိပရိနိဗ္ဗာန်ဝင်ဆံရပါအံ့ဒီလို့ပရိနိဗ္ဗာန်ဆံမဲ့အရာကိုဆင်ခြင်ကြည့်လိုက်တော့သူ့ရဲ့မွေးရမည်နာလကရွာကအသက်အရွယ်အတော်ကြီးနေပြီဖြစ်တဲ့မိခင်အိုကြီးကိုတတိယရူပတာရီပုံလေးမာကြီးอ่ะအဲ့ဒီအချိန်မှသူကဘာဖြစ်နေတော့ဆိုသား4ယောက်နဲ့သမီး3ယောက်သားသမီးအလုံးပေါင်း9ယောက်လုံးဟာသာသနာပေါင်းဝင်ရောက်ပြီးတော့နောက်ပိုင်းအကုန်လုံးရဟန္တာတွေဖြစ်ကြတယ်သားသမီး9ယောက်လုံးကရဟန္တာဖြစ်နေတဲ့အချိန်မှာအဲ့ဒီပုံလေးမှကြီးကတော့မိစ္ဆာဒိဋ္ဌိဖြစ်နေတယ်ပိဿာကြီးတို့ဘာဖြစ်နေတယ်ကြည်စံငါမိခင်ကြီးဖះလည်းမကြည်ညိုတဲ့တရားလည်းမကြည်ညိုတဲ့တန်ခါလည်းမကြည်ညိုဗျမ္မာကိုးကွယ်တာတဲ့တက်ရှိသက်မဲ့အရာအလုံးကိုထာဝရဗျမ္မာကြီးကဖန်ဆင်းတာဆိုပြီးတော့ဗျမ္မာကိုယုံကြည်ကိုးကွယ်နေတယ်ငါမိခင်ကြီးကိုခြေချွတ်ရမယ်တာဝန်ရှိတယ်ငါမိခင်ကြီးမှာရှေးတုန်းကမဉ္ဇဉ်ဘုံဉဏ်ရလောက်တဲ့ကောင်းမှုဥပနိတယမှရှိရလားလို့ဆင်ခြင်ကြည့်ပြန်တော့သောတာပတ္တိမေကသဥပနိတယံဒိဋ္ဌဝါဩကြည်စားငါမိခင်ကြီးသူတော်ကောင်းတရားနဲ့ဝေးနေလို့သာကျွတ်တန်းမဝင်ဖြစ်နေတာသောတာပန်ဖြစ်နိုင်တဲ့ရှေးကောင်းမှုရှိတယ်ဘယ်သူခြေချွတ်မှကျွတ်တန်းဝင်နိုင်မလဲလို့ဆင်ခြင်ကြည့်ပြန်တော့မမေဝဓမ္မဒေသနာယဩငါကိုယ်တိုင်ဟောပြောမှကျွတ်တန်းဝင်မှာပါလားလို့သိတော်မူတော့တသမဒါကြောင့်ဟံငါသည်မာတရမြင့်မို့တောင်ဥမကကျူသည်ကျေးဇူးအရှင်မွေးသမီးခင်ကြီးကိုမိစ္ဆာတတနာချွရင်ပေါပြန်မမှန်ကန်သည့်မိစ္ဆာအယူဝါဒကြီးအောက်မှာမောစတဝါလွတ်မြောက်စေပြီးလျင်ဇာတောဝရကိယေဝငါအမွေပါယတိုက်ခန်းအတွင်၌ပင်လျင်ပရိနိဗ္ဗာယိတာမိပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်းရုပ်သိမ်းပါတော်အန္တတိအဲ့ဒီလူဆုံးဖြတ်ချက်ချပြီးမှသူ့ရဲ့ညီတော်စုံနာကိုခေါ်လိုက်ပါတယ်ညီတော်စုံနာခေါ်ပြီးတော့နောက်ကနေသွားလေရလိုက်ပါလေးရှိတဲ့တပည့်ဟန်900တို့အားခရီးထွက်ဖို့တတိပေးခိုင်းညီတော်စုံနာလည်းသင်္ကန်းကြောင့်အသီးသီးလိုက်ပြီးတော့မှ
အာဟုသောငါရှင်ဘုရားယံတော်များတို့တုံမေရှင်ဘုရားတို့သည်ပတ္တစီဝရဏိတပိသင်္ကန်းတို့ကိုကနထယူဆောင်တော်မူကြပါကုန်ဖရာဓမ္မသေနာပတိတရားစင်ပူကြီးဖြစ်တဲ့ရှင်သာရိပုတ္တရာသည်နာလကကမံဇာတိချက်ကျွေးမွေးရမည်နာလကရွာတော်ကံဒုက္ခမောကြွသွားခြင်းငါအလိုရှိပါ၏ဖရာလို့လိုက်ပြီးတော့လျှောက်ထားကိုရောမြတ်ဒီအတိအသီးလေသင်္ကန်းတပိတ်ပိခရာများယူဆောင်ကျောင်းသင်္ကန်းတုံပြီးသိသိပြီးမှဆက်ရဖြစ်တဲ့ရှင်သာရိပုတ္တရာထံစုဝေးရောက်ရှိလာကြတယ်ရုပ်သေးစွာရှိခုဥချပြီးတော့ထိုင်နေကြအဲ့ဒီအချိန်မှာရှင်သာရိပုတ္တရာကိုရောကြီးဟာသူ့ရဲ့နိတ္တယကမ္မထမ်းကြောင့်လေတပြည့်လဲကျောင်းသင်္ကန်းတုံပြီးသိသိပြီးကမ္မထမ်းတကားပေါက်ကလေးရတယ်သူဖလတမပတ်ဝင်စားနေကြနေရလေးကိုမမိတ်သောမျက်စိနဲ့ဇုံရပ်ပြီးတော့ကြည့်နေတယ်ဣဒံတတနာဤဖလတမပတ်ဝင်စားရနေရလေးကိုယခုကြည့်ရှုခြင်းသည်ပစ္စည်းမတတနာနောက်ဆုံးကြည့်ရှုခြင်းပါသည်ပုဏ္ဏနောက်တပံဣဒဤနေရလေးသို့အာဂမနပြန်လာခြင်းသည်နတ္ထိမရှိတော့ပြီလို့မမိတ်သောမျက်စိနဲ့ကြည့်ပြီးမှတပိတန်ဃာ900ချမ်းရန်လျက်မြတ်စွာဘုရားရှင်ထံသို့ကြွမြတ်စွာဘုရားရှင်အာယုသေးစွာရှိခုဥချပြီးမှကိုလက်ကြောစံပဲတင်ပြီးတော့ခွင့်ပန်လျှောက်ထားတာကအနုဇာနာတုမေဗန္တိဘဂဝါအနုဇာနာတုသူကတောပရိနိဗ္ဗာနကာလောမေဥတ္တထောအာယုသင်္ခါရောဗန္တိဘုန်းတော်ကြီးမားတော်မူပါသောမြတ်စွာဘုရားမိဖုရားတပည့်တော်အာနုဇာနာတုခွင့်ပြုတော်မူပါတော်ဘုရားဒုက္ခတော်ကောင်းသောတရားစကားကိုဟောပြောပြသဆုံးမတော်မူရပါသောမြတ်စွာဘုရားမိဖုရားတပည့်တော်သာရိပုတ္တရာအနုဇာနာတုခွင့်ပြုတော်မူပါဘုရားမိဖုရားတပည့်တော်ဤပရိနိဗ္ဗာန်ကာလောပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်ရုပ်သိမ်းဖို့ချိန်တန်ပါပြီဘုရားမေမယဘုရားတပည့်တော်သည်အာယုသင်္ခါရောပိအာယုသင်္ခါရကိုလည်းပဲဩတ္တထောဆွန့်လွတ်၍ပြေပါပြီမြတ်စွာဘုရားလို့ဘုရားတပည့်တော်ဤနေ့မှနောက်9ရက်မြောက်မှပြိနိဗ္ဗာန်ဆံရပါတော့မည်ဘုရားတဲ့မြတ်စွာဘုရားရှင်အားနောက်ဆုံးပိဋကပြီးတော့ဖူးမြောခြင်းဖြစ်ပါတယ်ဘုရားလို့ခွင့်ပန်လျောက်ထားတော့မြတ်စွာဘုရားကပြိနိဗ္ဗာန်ဆံတော်လို့လဲမတိုက်တွန်းပါဘူးသာတော်ကြီးစောပါသေးတဲ့ပြိနိဗ္ဗာန်မဆန်နဲ့အောင်လို့လဲမတားပါဘူးပြိနိဗ္ဗာန်ဆန်တော်လို့ပြောလိုက်ရင်မိစ္ဆာဒိဋ္ဌိတွေကယံဂေါတမဟာသိခြင်းတရားကိုချီးမွမ်းတယ်လို့အပြစ်တင်စရာဖြစ်မယ်ပြိနိဗ္ဗာန်ဆန်တော်လို့ပြောရင်ပိဋကကြီးတို့သေတော့လို့ပြောတာ ਨੇ တူတူပဲပြိနိဗ္ဗာန်မဆန်တဲ့ဥလို့တားရင်လေဘုရားယန္တာများဖို့တော့ဒီခန္ဓာဟာဝန်ထုပ်ဝန်ဘိုးကြီးပဲဝန်ထုပ်ဝန်ဘိုးကြီးကိုထမ်းထားအောင်လို့ပြောရရောက်မယ်ဝတ်ဆင်းရဲကိုချီးမွမ်းရရောက်မယ်တဲ့မိစ္ဆာဒိဋ္ဌိသာသနာ့ပုဂ္ဂိုလ်တွေအပြစ်တင်စရာဖြစ်မှာဆိုလို့ဗုဒ္ဓမြတ်စွာအစွမ်းမလွတ်တဲ့စကားမမိတ်ဘူးဘာမိတ်တယ်လဲဆိုတော့သာရိပုတ္တသာရောကြီးတိကြသာရိပုတ္တရာတောသင်တိကတ္တဗေယထာနာဘေတေသ၌ပြိနိဗ္ဗာယေတတိပြိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်းရုပ်သိမ်းပြီလေမိတော့မြတ်စွာဘုရားတပည့်တော်ရဲ့ဇာတိချက်ကျွေးမွေးရန်ဖြစ်တဲ့နာလကရွာပိဿကြီးတို့ဘာရွာတဲ့နာလကရွာကတပည့်တော်အံပွေဖွာရာတိုက်ခန်းတွင်မှာတဲ့မေတော်ကြီးအားခြေချွတ်ဆုံးမပြီးမှပြိနိဗ္ဗာန်ဆံပါမိဖျားဆိုတော့ယသဒာနိတောသာရိပုတ္တကာလမေညတိသာရိပုတ္တသာရောจิติချာသာရိပုတ္တရာအတ္တတော်သင်ပြိနိဗ္ဗာန်ဆံခြင်းဤယောခြင်းခကာလသည်အဋ္ဌိရှိပါ၏တံကာလံတော်သင်္ချေသာကြီးပြိနိဗ္ဗာန်ဆံရမယ့်ချိန်ကာလကိုတွန်းသင်္ချေသာကိုယ်တိုင်မညတိသိပါ၏သာရောဤပြိနိဗ္ဗာန်ဆံတဲ့အချိန်ကိုသင်ကိုယ်တိုင်သိပါれကိုယ်ကိစ္စကိုသိတယ်ဒီလိုမိတ်တိုက်တွန်းခြင်းကိုပြုရလားတ
တားမြစ်ခြင်းလည်းမပြုတ်ပါအဲ့ဒီချိန်မှာဗုဒ္ဓကတိုက်တွန်းတာတစ်ခုပါရှိတုံးဆိုတော့သာရိပုတ္တသာရောကြီးတိချာသာရိပုတ္တရာဣဒံဤခုချိန်ကာလ၌ဒီသင်ဤဇေတကနိဋ္ဌဗတိကာနနောင်တော်ညီတော်ဖြစ်ကြကုန်သောဘိက္ခုနံယဟန်တော်တို့အားဒါရိတတဘိက္ခုနောသင်ကဲ့သို့သောလက်ရတော်ယံပညာဣတရေယယဟန်တုယံမြတ်ပုဂ္ဂိုလ်မျိုးကိုဒါသနံယခုလိုဖူးတွေ့ရခြင်းသည်ဒုံလပံနောက်ရခဲ့သည်ဘဝိသတိဖြစ်ပေလိမ့်တော်မူတတမရာကြောင့်တေတံထိုသင်ရဲ့နောင်တော်ညီတော်ယဟန်တို့အားဓမ္မကတံနောက်ဆုံးဗိတ္တရာဒေသနာကိုတေသေးဟိကောင်းစွာမသွေဟောပြောပြသဆုံးမစေခြင်းပါတော့တည်းသင်ရဲ့နောင်တော်ညီတော်ဖြစ်တဲ့ယဟန်တော်တွေသင်လိုယဟန်တို့ရဲ့မြတ်ကိုနောင်ဖူးတွေ့ခွင့်ရဖို့မလွယ်တော့ပြီနောက်ဆုံးတရားဟောကြားပါအောင်လို့ဗုဒ္ဓကိုယ်တိုင်တိုက်တွန်းပါတယ်အဲ့ဒီမှာဉာဏ်ပညာကြီးတဲ့ကိုယ်တော်ကြီးကဘယ်လိုသဘောပေါက်တုံးဆိုတော့တတ္တလိုနဗျမတတ္တဝရုဆရာတဆုဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်မေရှံငါဤဣတိဝိကိုဝနပုပ္ပင်ကမံတကူဖန်ဆင်းခြင်းရှိသောရှိသောဓမ္မကထံတရားဟောကြားခြင်းကိုပစ္စာတိတတိလိုလားတောင်းတတော်မူ၏ဩမြတ်စွာဘုရားငါနောက်ဆုံးပိတ်တရားကိုတကူပြပြီးတော့ဟောစီလိုတယ်သဘောပေါက်တယ်မြတ်စွာဘုရားကတကူပြအောင်လို့တော့ဓာတ်ရိုက်မိန်တော်မူရဲ့လားမမိန်ဘူးသို့တော်လည်းသင်လူယဟန်တို့ယံမြတ်ကိုနောင်သင်ရဲ့နောင်တော်ညီတော်တွေဖူးရဖို့မလွယ်တော့ဘူးဆိုတာဒါတကူပြအောင်လို့ပြည့်ရဲ့နဲ့တိုက်တွန်းလိုက်တာဖြစ်ပါတယ်ဒါကိုဉာဏ်ပညာကြီးတဲ့ကိုယ်တော်ကြီးကသိရိပ်မိတယ်အဲ့မှာမြတ်စွာဘုရားရှင်ကတန်ဃာတော်တွေကိုဘိက္ခုနီတွေကိုအားလုံးစေတုံကျောင်းကြီးပေါ်ကနေကျောင်းရှိလွင်ပြင်ကြီးသို့ဆင်းသက်ပါတယ်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကခန္ဓာကုဋ္ဌိအိမ်မှာချထားတဲ့ဓမ္မတနပလင်မောမှာတရင်သုံးဆန်းနေတော်မူလို့သာဝတိမြို့တွေကဒကာဒကမတွေဇေရွန်ကျောင်းတိုက်ထဲမှာရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးနောက်ဆုံးတရားဟောကြားတော်မှာတယ်လို့တဆင့်စကားတဆင့်နာကြားအကုန်ရောက်လာကြတဖွဲဖွဲပိတတ်တွေရောက်လာတာပိတတ်၄ပါးစုံလို့ပေါ့ဘိက္ခုယဟန်တော်တွေကိုဘိက္ခုနီယဟန်မတွေကိုတဂါရီဒဂမတွေနောက်ဆုံးတရားနာဖို့အလုံးရောက်ရှိစုံကြီးနေတဲ့အချိန်မှာဒီတော်ရှင်သာရိပုတ္တရာမထေရမြတ်သည်တထရံရှင်တော်မြတ်ဘုရားကြီးကိုဝန်ဒိဋ္ဌဝအာရပါယနဖူးနဲ့တိုက်ဥခိုက်ပြီးလျင်မြတ်စွာဘုရားရှင်ရဲ့ခြေတော်အစုံကြာပရုံခြေပမိုးတော်တွေနဲ့နဖူးနဲ့တိုက်ပြီးမှပစစ်တုတ်လက်အုပ်ချီလေးနောက်ကိုနည်းနည်းဆုပ်လိုက်တယ်အဲ့ဒီလိုဆုပ်ပြီးတော့မှအာဂတံအဘုဂန္နဝါကောင်းကင်သို့ပြန်တက်တော်မူသည်ဖြစ်၍ပစစ်တုတ်လက်အုပ်ချီလေးကောင်းကင်မြောက်တက်သွားဟိုးထန်းတဆင့်လောက်အမြင့်လဲကြောက်တပံပစစ်တုတ်လက်အုပ်ချီလေးနဲ့နေဆင်းပြီးရှိခိုးဥချတက္ကပစစ်တုတ်လက်အုပ်ချီလေးမြောက်တက်သွားထန်း2ဆင့်လောက်ရောက်တော့တခါပြန်ဆင်းရှိခိုးဥချထန်း3ဆင့်အမြင့်ရောက်အဲ့ရနေဖြည်းဖြည်းရင်နေဆင်းရှိခိုးဥချပြန်တက်ထန်း4ဆင့်ရောက်အဲ့ဒီကနေဖြည်းဖြည်းရင်နေဆင်းရှိခိုးဥချထန်း5ဆင့်ရောက်6ဆင့်ရောက်အဲ့ဒီ6ဆင့်ကနေတခါဖြည်းဖြည်းရင်လက်အုပ်ချီလျက်ပစစ်တုတ်လျက်နေဆင်းရှိခိုးဥချပြီးတော့မှအာရပါရမြတ်စွာဘုရားရှင်ရဲ့ခြေပမိုးတော်တွေပေါ်မှာနတ်ဘူးနဲ့အပ်ပြီးတော့မှအကျဉ်းချင်းဥချလျက်တတ္တဒါလပမာဏိထံ9ဆင့်ပမာဏမြန်သောအန္တလိခေကောင်းကင်ယမဒီရောရှင်သာရိပုတ္တရာမထေရမြတ်သည်ပန္လင်္ကံထက်ဝဲကိုအာဘုဇိတဝါဖွဲ့ခွေတော်မူသည်ဖြစ်၍နေသေးဒီကောင်းစွာမသွေသရင်သုံးဆန်းနေတော်မူပါပေတည်းထန်း
80မြင့်နဲ့ကောင်းကင်အရာမှာထဲဝဲပွဲခွေထိုင်နေတော်မူနေပြီယဟန်တော်တွေဘိက္ခုနီမတွေတရားဓမ္မတွေလက်အုပ်ချီပြီးတော့မော်ပြီးဖူးနေကြအဲ့ဒီချိန်မှာဒိဋ္ဌမန္နေနပိကာယေနဂတိတိအဒိဋ္ဌမန္နေနပိတရားဓမ္မတွေမော်ဖူးနေဖြုတ်ဆိုခန္ဓာကိုယ်ပျောက်သွားခန္ဓာကိုယ်ပျောက်သွားပြီတရားဓမ္မတွေဟာကနေဖြစ်သွားတယ်တရားသံတွေကတော့မပြတ်ဘူးတဲ့အံ့ဩပြီးတော့ပျောက်သွားလို့တရားဓမ္မတွေမျက်လုံးတောင်ကြည့်မြောက်ကြည့်ရှာနေတော့မှဖြတ်ခနဲ့ဆိုတဲ့ခါခန္ဓာကိုယ်ပေါ်လာတယ်ကိုယ်ရောင်ဖြောက်လိုက်ပေါ်လိုက်တယ်တကူပြပြီးတရားဟောတာဒေသကြီးဘာပြပြီးတရားဟောတာဥပရိမေနဝဟိတိမေနဝကာယေနဒိဋ္ဌမန္နေနပိအဒိဋ္ဌမန္နေနပိဖြတ်ကနေပြန်ပေါ်လာပြီးတရားဓမ္မတွေဖူးနေတော့မှာတခါလေပျောက်သွားလိုက်နောက်ကိုယ်တစ်ပိုင်းပြက်ကြီးပေါ်လာအပေါ်ပိုင်းခန္ဓာကိုယ်ကြီးပေါ်လာပြီးတော့တစ်ပိုင်းပြက်ကြီးနဲ့တရားဟောတာလေတရားဓမ္မတွေကအံ့ဩပြီးတော့ဗဇအဟောင်းသားနဲ့မော်ဖူးနေကြဖြုတ်ဆိုတခါပျောက်အောက်ပိုင်းခန္ဓာကိုယ်ကြီးပေါ်လာပြန်ဘယ်သူပါလိကောင်းကင်ယံကနေအံ့ဩဗနံတကူပြပြီးတော့ဟောတာကာလေနသန္တဝဏန္တတိတိယံပံယံခလာဝွန်ကြီးတံဖန်ဆင်းပြီးတော့တရားဟောတယ်လဝွန်ကြီးတဲ့ကနေတရားဒေသနာတန်တွေလွင့်ပြန့်နေတယ်ဇေရွန်ကျောင်းရဲ့ကောင်းကင်ယံမှာပြိတ္တကြီးကလည်းဖွေးနေတာပဲကာလေနယံပံယံကသူရိယဝဏန္တတိတိနေမင်းကြီးပုံစံဖန်ဆင်းပြီးတော့တရားဟောပြန်တယ်တဲ့ကာလေနယံကမပပတဝဏံမြင်းမို့တောင်ကြီးတထံတဲ့ကာလေနယံပံယံခါမှာတော့မဟာသမုဒ္ဒဝဏံသမုဒ္ဒရာကြီးပုံစံကောင်းကင်မှာသမုဒ္ဒရာကြီးစီးဆင်းတယ်တကူအမျိုးမျိုးပြပြီးတော့ဟောနေတာနောက်ဆုံးတရားပိဋကကြီးဘယ်တရားတဲ့ကာလေနယံပံယံကစက္ကဝတ္တိရာဇာစัจ जा မင်းကြီးပုံတထံစัจ जा မင်းပုံစံနဲ့တခါဟောကာလေနယံပံယံကမှာတော့ဝတ္တဝဏမဟာရာဇာဝတ္တောနမင်းကြီးရဲ့တွင်တထံနဲ့ဟောလိုက်တက္ကဝတ္တောနမင်းကြီးဖြုတ်သူပျောက်သွားတယ်တကောဒေဝရာဇာနတ္တောသနေတကြာမင်းကြီးပုံစံနဲ့ဟောတော်မူရန်တယ်တရားဓမ္မတွေယဟန်တန်ဃာတော်တွေဘိက္ခုနီတွေအံ့ဩခြင်းများစွာကြည်ညိုခြင်းများစွာနဲ့လက်အုပ်ချီမော်ဖူးနေတုံဖြုတ်ဆိုပျောက်သွားပြန်ရောနောက်ဆုံးပိတ်ကြတော့မဟာဗျမ္မာတဲ့ဗျမ္မာမင်းကြီးပုံစံနဲ့တရားဟောပြန်တယ်တဲ့ပိဿကြီးတို့ဗာမင်းပုံဣတိဧကသောအနေကာနိမြောင်များလှစွာကုန်သောပါတိဟရိယတတ္တနိတကုအဖျားပြတို့ကိုတတ်တင်တော်ပြတော်မူပြီးလျင်တေရောရှင်သာရိပုတ္တရာမထေရမြတ်သည်ဓမ္မကရနောက်ဆုံးပိတရားဒေသနာကိုကထေတိကောင်းစွာမသွေနောက်ဆုံးပိဟောကြားတော်မူခဲ့ပါပေတည်းအဲ့ဒီလိုအာရပါရတကူပြဟောပြီးမှကောင်းငင်ကနေပြန်လဲဆင်းသက်လို့မြတ်စွာဘုရားရှင်ရဲ့ခြေတော်အစုံကြပါရုံကိုရှိခိုးဥချတော်ဘုရားမြတ်စွာကသာရိပုတ္တသာတော်ကြီးတိချာသာရိပုတ္တရာအယံဓမ္မပရိယာယောဤသင်္ချေသားကြီးကောင်းကင်ယံမှာဟောပြတဲ့တရားဒေသနာသည်ကောနာမောအဘယ်မည်ရှိပါသနည်းဗုဒ္ဓကမေးတော့တိဟဝိကိလိတောနာမဗန္တိဗန္တိဘုံတော်နေဝထုံးလင်းတောက်ပါတော်မူပါသောမြတ်စွာဘုရားအယံဓမ္မပရိယာယောဤဘုရားတပည့်တော်နောက်ဆုံးဟောကြားတဲ့တရားဒေသနာသည်တိဟဝိကိလိတောနာမချင်းတိမင်းကြီးမြူသူခုံပေါက်ဟိဟောင်းနေခြင်းနှင့်အလားတရန်တူ၍တိဟဝိကိလိတဒေသနာမြည်ရောက်မှမြတ်စွာဘုရားတိဟဝိကိလိတဒေသနာတဲ့ဗျာအဲ့မှာဗုဒ္ဓမြတ်စွာကလည်းချီးမွမ်းတော်မူပါတယ်တက္ကသာရိပုတ္တတိဟဝိကိလိတောတက္ကသာရိပုတ္တတိဟဝိကိလိတော
သာရိပုတ္တသာရောကြီးတိချာသာရိပုတ္တရာတက်ကစင်စစ်ဧကံအမှန်မင်တိဟဝိကိလိတော်ချင်းသိမင်းကြီးမြူတူခုံပေါက်ဟိန်ဟောင်းနေခြင်းနဲ့အလားတရံတူလှပါပြီဤလို့မြတ်စွာဘုရားရှင်ကချီးမွမ်းတော်မူတယ်အဲ့ဒီမှာထေရောရှင်သာရိပုတ္တရာမထေရမြတ်သည်တတ္တုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပါရိခြေတော်အစုံကြပရုံတို့ကိုပါတိတုခြေတော်အစုံကြပရုံတို့ကိုပါရိခြေတော်အစုံကြပရုံတို့ကိုဂုဖကေတုခြေပမြတ်တော်တို့၌ကဟေတဝအာယပါယဆုံးနေသည်ဖြစ်၍မြတ်စွာဘုရားရှင်ရဲ့ခြေတော်အစုံနှစ်ဖက်ကိုပွေ့ပိုက်ပြီးမှဘုရားမြတ်စွာရဲ့ခြေပမြတ်တော်တွေကိုလက်နှစ်ဖက်နဲ့ဆုပ်ပြီးမှလျှောက်တာဗန္ဒီဘုံတော်နေဝန်ထုံးလင်းတောက်ပါတော်မူပါသောမြတ်စွာဘုရားဣမိတံပါဒနာဟောဒီခြေတော်အစုံကြာပရုံတို့ကိုဝန်တနထရယခုကဲ့သို့အာယပါယပွေပိုက်ပြီးတော့ရှိခိုးနိုင်ဖို့အတွက်ကပ္ပတတသတ္တာရိကံကဘာတသိမ့်အလွန်ရှိသောအသင်္ချေယတသင်္ချေကာလတိုင်တိုင်ပါရမီယောဒါနသီလစတဲ့ပါရမီတို့ကိုပုရိတဖယားတပည့်တော်ဖြည့်ကျင့်အပ်ခဲ့ပါပြီမြတ်စွာဘုရားတဲ့ဟောဒီလိုမြတ်စွာဘုရားရှင်ရဲ့ခြေတော်ဆုံးကြာပရုံတို့ကိုပွေ့ပိုက်ပြီးတော့အာယပါယရှိခိုးနိုင်ဖို့အတွက်တသင်္ချေနဲ့ကဘာတသိမ့်ပေဒကြီးတို့ဘလောက်ကြားတယ်အက္ကတာဝကဖြစ်ဖို့တသင်္ချေနဲ့ကဘာတသိမ့်ပါရမီဖြစ်ရဖယားဖြစ်ဖို့ဆိုရင်အ ਨੇ ဆုံး၄သင်္ချေနဲ့ကဘာတသိမ့်ပိစိကဗုဒ္ဓဖြစ်ဖို့ဆိုရင်2သင်္ချေနဲ့ကဘာတသိမ့်လက်ဝဲရန်လက်ရရန်အက္ကတာဝကဖြစ်ဖို့ကြတော့တသင်္ချေနဲ့ကဘာတသိမ့်ဣရရယမဟာတာဝကဖြစ်ဖို့ဆိုရင်အ ਨੇ ဆုံးကဘာတသိမ့်ပါရမီဖြစ်ရပါရမီဖြစ်ရပါရမီဆိုတာအကြောင်းတရားဘုရားမြတ်စွာ၄သင်္ချေနဲ့ကဘာတသိမ့်ပါရမီဖြည့်တာအကြောင်းတရားသဗ္ဗညုတရွှေဉဏ်တော်ကြီးရတာအကျိုးတရားသဗ္ဗညုတရွှေဉဏ်တော်ကြီးရတာကတဖန်အကြောင်းတရားတတ္တဝါတွေကိုဟောပြောခြေချွတ်နိုင်စွမ်းရှိတော်မူတာကတခါအကျိုးတရားဗုဒ္ဓဝါဒကအကျိုးလိုခြင်းအကြောင်းဖြည့်စေရတယ်အကျိုးလိုခြင်းအကြောင်းမဖြည့်စေဘဲနဲ့အကျိုးတရားကိုဖြတ်လန်းနည်းနဲ့ယူတာမျိုးဗုဒ္ဓဝါဒမှာမရှိမှန်လားပြည့်တယ်ဒီနေ့ဖြတ်လန်းနည်းတွေသိသုံးကျင်ကြလို့ဒါလေးပြောတာသာမေဝဲအောင်လာတော့စာမကျက်ဖဲအောင်ကျင်ဟုတ်ပလားပြည့်တယ်အဲ့ဒါဗုဒ္ဓဝါဒမဟုတ်ဘူးဘယ်အကျိုးတရားကိုလိုချင်နဲ့အကျိုးတရားနဲ့လျော်ညီတဲ့အကြောင်းတရားကိုဖြည့်စည်းရအဲ့တသင်္ချေနဲ့ကဘာတသိမ့်ထက်တုံးကအနောမတတ္တိမြတ်စွာဘုရားပွင့်ခဲ့ပါတယ်အဲ့နောမတတ္တိမြတ်စွာဘုရားလက်ထက်တုံးကရှင်သာရိပုတ္တရာအလောင်းဟိမွန်တာမှာတရဒယတိဖြစ်ခဲ့တယ်တရဒယတိဘောနဲ့ယတိပေါင်း9400ခြံရန်ရှိပါတယ်အဲ့ဒီနောမတတ္တိမြတ်စွာဘုရားရဲ့လက်ရတော်ရန်ကအဲ့တုန်းကနိဒဗမထေတဲ့လက်ဝဲတော်ရန်ကတော့နောမမထေဖြစ်ပါတယ်အဲ့ဒီဟိမွန်တာတုနောမတတ္တိဘုရားနဲ့လက်ဝဲရန်လက်ရရင်နောက်ပတ်တန်းကတသိန်းခြံရန်ပြီးတော့မှကြွရောက်ချီးမြှောက်ခဲ့ပါတယ်ဒီအက္ကတာဝကစုပန်မဲ့အရေးကိုမြင်လို့ကြွပြီးချီးမြှောက်တော့အဲ့မှာယသိတွေဇံပင်ရှင်တကူရှိတော့ခန္ဓာချင်းပဲပြည့်တတ်၏တသိတွေရှာနောမတတ္တိမြတ်စွာဘုရားကတ်ပြီးတော့ပန်းပလင်နဲ့ပူဇော်တာဘုရားကိုအက္ကတာဝကနှစ်ပါးကိုတဆင့်စီနှိမ့်ပြီးမှမဟာတာဝကရိယောသံဃာတသိန်းကိုပန်းပလင်နဲ့ပူဇော်တာအဲ့တရရယတိရှင်သာရိပုတ္တရာအလောင်းကပန်းချီနဲ့ဗုဒ္ဓမြတ်စွာကိုအဲ့မှာဘေးနာကိုင်မိုးပြီးတော့ပူဇော်တာ9ရက်တည်းဧတကြီးတို့ပဲ2ရက်တည်း2ရက်ပါဗျာအနောမတတ္တိဘုရားလည်းအဲ့သူပူဇော်တဲ့ပန်းပလင်ကြီးမှာဖလားတမဘာဝင်စားပြီးချီးမြှောက်တာနောက်ဆုံးကြတော့သူဒီအက္ခတာဝကစုကိုတောင်းခဲ့တာနိဒဗမထေကိုသူအားကြတာလက်ဝဲရနိဒဗမထေကိုမြတ်စွာဘုရားကသူ့ကိုယ်တရားဟောခိုင်းတာတရားဟောခိုင်းတော့အဲ့ဒါကြည်ပြီးတော့ငါလည်းဒီလိုလက်ရရန်လက်ဝဲရန်လက်ရရန်အက္ခတာဝကဖြစ်ရရင်ကောင်းမယ်နိဒဗလက်ရရန်မထေအားကြ
အဲ့လိုအားကြနေတဲ့သူတရားတို့မရလိုက်ဘူးဂျန်တဲ့ရသိတွေအကုန်တရားတို့ရတဲ့အဲ့ဒီမှာအက္ကတာဝကစုပန်းပါတယ်ပိဋကကြီးပါစုတဲ့ဟောဒီလို9ရက်တိုင်တိုင်ပန်းပလင်နဲ့ပူဇော်ပြီးတော့ပန်းထီးကြီးနဲ့မိုးပြီးတော့ပူဇော်ရတဲ့အတွက်ကြောင့်တပည့်တော်ပြုတဲ့ဟောဒီကောင်းမှုသည်အက္ခသာဝကစုရဲ့အကြောင်းထောက်ပံ့ဖြစ်ပါစေဖျားလို့စုပန်တော့အဲ့မှာဗျာဒိတ်ကြားတာနောင်ဂေါရမဆိုတဲ့ဘုရားပွင့်လိမ့်မယ်တဲ့တသင်္ချေနဲ့ကဘာတသိမ့်ထက်အဲ့ဒီကြတော့သာရိပုတ္တရာအမည်နဲ့သင်လက်ရတော်ယံအက္ခသာဝကဖြစ်လိမ့်မယ်လို့ဗျာဒိတ်ကြားခဲ့တာတသင်္ချေနဲ့ကဘာတသိမ့်ဘလောက်ဖြည့်ရတော့ဗန္ဒေဘုံတော်နေဝန်ထိန်ထွန်းပါဝင်တရားမင်းဖြစ်တော်မူပါသောမြတ်စွာဘုရားဣမိသံပါဒနာဟောဒီခြေတော်အစုံကြပရုံတို့ကိုဝန်တနထရယခုကဲ့သို့အာရပါယပွေးပိုက်ပြီးတော့ရှိခိုးနိုင်ဖို့အတွက်ကပ္ပတတသတ္တရိကံကပ္ပတသိအလွန်ရှိသောအသင်္ချီယံတသင်္ချီကာလတိုင်တိုင်ပါရမီယောဒါနသီလစားတဲ့ပါရမီတို့ကိုပုရိဒဖယားတပည့်တော်ဖြစ်ကျင့်အပ်ခဲ့ပါပြီဖယားမေဘယာတပည့်တော်ဤသောမနောရထောတော်စိတ်နှလုံးအလိုဆန္ဒသည်မထကံပတော်ယခုအထောထိတ်သို့ရောက်ပါပြီမြတ်စွာဘုရားတပည့်တော်ရဲ့ဆန္ဒတွေပြည့်ပြီခြေတော်စုံကိုပွေ့ပိုက်ပြီးမှခြေပမျက်တော်တွေကိုလက်နဲ့ဆုပ်ပြီးမှရှောင်နေတာဘယ်သူပါလဲဤဒေါဓာနိပဋ္ဌာယနာပုဏ္ဏပတိတန္တိဝတေနဧကထနေတန်နေပါတောသမာဂမောအဋ္ဌိဗန္နေဘုံတော်ကြီးမာတော်မူပါသောမြတ်စွာဘုရားဤတော်ဤယခုကာလမှာပဋ္ဌာယစ၍တဲ့တုံမေဟိရှင်တော်မြတ်ဖရာတို့နှင့်ဧကတနေတခုတည်းသောနေရဌာနဘုံဘဝမှာပฏิတန္တိဝတေနပုဏ္ဏနောက်ထတဗံပฏิတန္တိဝတေနပฏิတန္တိနေရပြန်သောအပြင်တန်နိပါတော်ပြန်လဲပြီးတော့တွေ့ကြုံရခြင်းသည်တမ္မာကမောရှင်ဘုရားတို့နဲ့တပည့်တော်နဲ့ပြန်လဲပေါင်းဆုံးရခြင်းသည်နတ္ထိမရှိနိုင်ပါတော့ပြီမြတ်စွာဘုရားဧသောဝိသသောဤကဲ့သို့သောပေါင်းစုံနိုင်ခွင့်ကိုစိန်တော်ဘုရားတပည့်တော်ရဟတမေတန်လျက်ဖြင့်အကျွင်းမဲ့ပေတတ်ပြီးပါပြီမြတ်စွာဘုရားအနေဂဟိဗုဒ္ဓတတတသိဘဝိထံအာဇရံအမတံခေမံဒုက္ခံတိတလံအဘယနိဗ္ဗာနပုရံဘဝိသိတ္တပိမန္နေဘုံတော်နေဝန်ထွန်းတောက်ပါတော်မူပါသောမြတ်စွာဘုရားနေကိဟိဗုဒ္ဓတတတသိသိမ်မောင်းများစွာသောဘုရားရှင်တို့သည်ပဝိတံဝင်စံတော်မူကြရာဖြစ်သောအဇရံခန္ဓာရော၍အိုမင်းခြင်းသဘောလည်းမရှိသောအမတသုတိပြည့်ကျွေသက်သေးခြင်းသဘောလည်းမရှိသောခေမံဘိခသိဉ္ဉိအေယဖြစ်ပါပေထသောဒုက္ခချမ်းသာလာစွာသောတိတလံငြိအေလှစွာသောအဘယံဥဘိနာဘိတိခြင်းဘိနှင့်ပူဆွေးရတဲ့ဘိဒုက္ခအလုံးတို့ကင်းဝေးရာဖြစ်ပေသောနိဗ္ဗာန်ပုရံနိဗ္ဗာန်ရွှေပြည့်မြတ်သောဘဝိသိတ္တာမိဖရာတပည့်တော်ဝင်စံချုပ်ငြိမ်းရုပ်သိမ်းပါတော်မူမြတ်စွာဘုရားအဲ့ဒီအချိန်မှာထေရရှင်သာရိပုတ္တရာမထေရမြတ်သည်တိခတ်တုံသုံးခြင်းပရခိဏံကတ္တဝလက်ရရဲ့လှဲ့လေသည်ကိုပြု၍လက်အုပ်ချီပြီးမှဗုဒ္ဓမြတ်စွာကိုလက်ရရဲ့သုံးပတ်ပတ်ပါတယ်ပြီးတော့မှသတုတုထံနေသူဝန်ဒိဋ္ဌဝါမြတ်စွာဘုရားရှင်ရဲ့လက်ရဘက်ကနေတဖန်ဥချလိုက်မြတ်စွာဘုရားရှင်ရဲ့လက်ဝဲဘက်ကနေရှိခိုးလိုက်တဖန်နောက်တော်ဘက်ကနေသွားပြီးတော့ဥတိုက်လိုက်တဲ့တဖန်ရှစ်တေကနေဗုဒ္ဓမြတ်စွာရဲ့ခြေပမိုးတော်အစုံမှာနတ်ဘူးနဲ့တိုက်ပြီးမှနောက်ဆုံးပူဇော်ပြီးတော့တောင်းမှန်လျောက်ထားတာကဗန္ဒီဘုံတော်ကြီးမားတော်မူပါသောမြတ်စွာဘုရားမိဖုရားတပည့်တော်သာရိပုတ္တရာအပေါ်မှာယံကာယကံဝါခြင်းကာယကံပြည့်တည်၎င်းယံဝါစတိကံဝါခြင်းဝစီကံပြည့်တည်၎င်းသာစေနာရောစေထအကယ်၍မြတ်မနစ်တတရှိခဲ့ပါညာ
တုံမေရှင်တော်မြတ်ဖျားတို့သည်တန်ထိုဘုရားတပည့်တော်ဤပြည့်ကြည်ပြည့်ငယ်အသွဲ့တွေကိုခမထတိခံတော်မူပါမြတ်စွာဘုရားလို့ဘသူကတောင်းပန်နေတယ်ခြေပမှုတော်ဤဘောမှာနှစ်ဖူးနဲ့အပ်ပြီးမှတပည့်တော်အပေါ်ကာယကံဝစီကံပြည့်တည်ရှိခဲ့ရင်တိခံခွင့်လွတ်တော်မူပါဘုရားလို့မြတ်စွာဘုရားရှင်ကလည်းခမ္မမိတိသာရိပုတ္တသာရိပုတ္တသာတော်ကြီးတိကြသာရိပုတ္တရာခမ္မမိငါဘုရားတိခံတော်မူတယ်တဲ့ဒေသင်ချက်သားကြီးမှာမရှံငါဘုရားရှင်သည်အာရုစနကံမနစ်တဲ့အပ်သောကာယကံဝါကာယကံပြည့်တည်၎င်းဝါစတိကံဝါဝစီကံပြည့်တည်၎င်းကိဉ္စီစိုးစဉ်မြတ်နတ္ထိမရှိပါသာတော်ကြီးသာတော်ကြီးမှာအပြည့်ရဲ့လို့မြူမျှမရှိပါဘူးသာတော်ကြီးလို့မြတ်စွာဘုရားရှင်ကတောင်းပန်တဲ့အတွက်ကြောင့်တိခံကြေအေးတော်မူပါတယ်အပြစ်မရှိပေမဲ့လို့လေခွင့်လွတ်တဲ့သဘောမိန့်ကြားတော်မူပါတယ်အဲ့ဒီမှာဂမနာကာလောမေရှံဗန္တိဗန္တိဘုံတော်ကြီးမားတော်မူပါသောမြတ်စွာဘုရားတဲ့တုံမေရှင်ဘုရားတော်ကိုဒိဋ္ဌဟောမှာတက္ကရာ103ခုနှစ်လောက်စီတော့ငါရာဇဂိုမှာဖူးတွေ့ခဲ့ရပါ၏မြတ်စွာဘုရားဒိဋ္ဌရာဇဂိုပြည်မှာအရင်ဆုံးဖူးတွေ့ခဲ့ရပါ၏တန်ထိုဖူးတွေ့ခဲ့ရခြင်းသည်ပထမတတ္တနံပထမဦးဆုံးဖူးတွေ့ရခြင်းမှာမြတ်စွာဘုရားဣရန္တတနာဤယခုဖူးမြင်ရခြင်းသည်ကပစ္စည်းမတတနာနောက်ဆုံးဘိဖူးမြင်ရခြင်းမှာမြတ်စွာဘုရားမေဘုရားတပည့်တော်ဤကမ္မနာကာလောဇာတိကျဲကြွေမွေးရမြေသို့ကြွားဖို့ရန်ချိန်တန်ပါပြီဘုရားလို့လျှောက်ထားတော့ဘုရားမြတ်စွာကတော့ထုံးစံတိုင်းပေါ့သွားတော့လို့လည်းမနှင်ပါဘူးနေအောင်လို့လည်းတားရလားယတတဏိတွန်သာရိဗုဒ္ဓကာလမင်းကြီးသာတော်ကြီးနာလကရွာသို့သွားရမယ့်ချိန်သွားသင်းတဲ့ချိန်ကိုသင်ကိုယ်တိုင်သိတယ်တန်ရောစဉ်နဲ့ချစ်ရင်နေအောင်လို့တားမှာနော်ဒေါသနဲ့မုန်းတီးရင်သွားတော့ဆိုအိမ်မောမောင်းချတာတွေမရှိဘူးလားဖယားရန္တာများမှာတော့အဲ့ဒီတန်ရောစဉ်တွေလောဘဒေါသတောကအပူမိကိလေသာမိတွေမရှိတော့ပိဋကကြီးတို့ရေလွတ်လပ်တဲ့စိတ်နဲ့ဟဲ့လားတားမြစ်ခြင်းလည်းမပြုတ်ပါဘူးတိုက်တွန်းခြင်းလည်းမပြုတ်ပါဘူးတားလည်းမတားဘူးနှင်လည်းမနှင်ဘူးသာတော်ကြီးတိကြသာရိပုတ္တရာသင်ရဲ့ဇတိချက်ကြွေမူရမြေနာလကရွာသို့သွားသင်တဲ့ချိန်ကိုသင်ကိုယ်တိုင်သိတယ်ဆိုတော့အဲ့မှာသာရိပုတ္တရာမထေရမြတ်ကမြတ်စွာဘုရားရှင်ရဲ့ခြေတော်အစုံကြာပရုံတို့ကိုအာရပါရပါးရနဖူးတွေနဲ့ပွတ်တတ်ပြီးတော့ဥချသူ့နောက်ကညီတော်စုံဒအဲ့နောက်ကမှသူတပည့်ယဟန်900တို့အားလုံးရှစ်ခိုးဥချပြီးတော့နောက်ကိုဆုတ်ပြီးတော့မှလက်အုပ်ချီလျက်နောက်ဆုတ်သွားတယ်အဲ့ဒီလိုလဲထလိုက်ကိုပြေးတတ်ကြီးတို့ရေကဘာမြေတုံလှုပ်သွားတယ်တဲ့ကဘာမြေပါဖြစ်သွားတယ်အာဂသေကောင်းငယ်မတေဝဒုံလူပြီးရောနတ်စီနမောနတ်တူရိယအပေါင်းတို့သည်ဖလိန်သူဇူညံမြည်ဟိပေါက်ကွဲကုန်းနေနောက်ဆုံးခရီးကြွတော့ဖြည်းဖြည်းရင်လက်အုပ်ချီလျက်နောက်ဆုတ်သွားတယ်အဲ့ဒီအချိန်မှာဗုဒ္ဓမြတ်စွာကဘေးမှာဝိုင်းရန်နေတဲ့ဘိက္ခုယဟန်တော်တွေဘိက္ခုနီယဟန်မတွေတရားဓမ္မတွေအားလုံးကိုဗာမိတ်တယ်လဲဆိုတော့အနုကိစ္စရာဘိက္ခဝေတုံမာကံစိထဗာတိကံဘိက္ခဝေယံတော်မြတ်ဥจิตရောတုံမာကံသင်တို့၏စိထဗာတိကံနောင်တော်ကြီးဖြစ်တဲ့သာရိပုတ္တရာကိုအနုကိစ္စတနောက်ဆုံးခရီးလိုက်ပို့လိုက်ကြလို့မြတ်စွာဘုရားကအဲ့ဒါလို့လဲမိန့်လိုက်ရောအဲ့ဒီတော်ကျောင်းထဲမှာဘုရားတစ်ပါးတည်းခြံထားခဲ့တယ်ယဟန်တွေရောယဟန်မတွေရောတရားဓမ္မတွေအကုန်လုံးစုပြုံတိုးပြီးတော့ဇေတော်ကျောင်းမုတ်ဦးစီကိုတွားကြတယ်ရှင်သာရိပုတ္တရာကိုတော်ကြီးကအဲ့မုတ်ကန်ရှေ့ဆုံးကနေထွက်သူ့နောက်ကညီတော်စုံတာအဲ့နောက်ကသူတပည့်ယဟန်900ကြီးတန်းလို့တရားဓမ္မတွေအဲ့လိုက်ပို့ကြတဲ့တန်ဃာတွေနောက်ကဝိုင်းအောင်လို့တဲ့သာဝတိနဂရဝါသီနောဘေသာဝတိမြို့ထဲမှာကြံရိတ်ခဲ့ကြတဲ့တရားဓမ္မတို့သည်လည်းပဲကန္ဓမာလာရိဟတလက်ထဲမှာပန်းနန္နာတွေကင်ဆွဲကြကုန်သည်ဖြစ်၍
ကေသေသံမေနောကိုဝိကိရိတဝကျဲဖြန့်ကြကုန်လျက်ကြံခဲ့တဲ့ဒကာမတွေကလည်းအဲ့ဒီမှာပန်းနာတာတွေကံပြီးခေါင်းကတချို့ဒကာမတွေသပင်တွေဖားရချမြို့တကားကနေစောင့်ရှင်သာရိပုတ္တရာကိုယ်တော်ကြီးလည်းအဲ့မြို့တကားလည်းရောက်ကောဝိုင်းပြီးတော့တားကြတာငိုကြတယ်တဲ့ဗျတာဝတိမြို့ကဒကာမတွေဘာဖြစ်ကုန်ဣဒာနိဗန္တိကဟံဓမ္မတိနာပတိနေသိနောကဟံပညာဝတ္တာရိပုတ္တောတိပု္ပ္ပန္နာကတ္တသန္တိကံကန္နဝကထံပတိတာမဗန္တိရှင်ဘုရားသာရိပုတ္တရာဣဒာနိယခုချိန်ကာလမျိုးမှာဓမ္မသေနာပတိတရားစင်ပူးကြီးဖြစ်သောထေရောရှင်သာရိပုတ္တရာမထေရမြတ်သည်ကဟံပဲကြောင်းမှနိဖယပညာဝဉ္ဇဉ်ပညာကြီးမားတော်မူသောထေရောရှင်သာရိပုတ္တရာမထေရမြတ်သည်ကံပဲမှနိဖယဣတိဧကဲ့သို့ပု္ပ္ပန္တာမိမြန်ကြကုန်သည်ဖြစ်၍ကသဗတဝိတန္တိကံထံသောကန္နဝသွားပြီးလျင်ကထံပတိတမရှင်ဘုရားကိုတပည့်တော်တို့ဘယ်လိုဖူးတွေ့ခွင့်ရတော်မှာလဲလေဖျားရှေးရခင်ကဟောဒီစေတွန်ကြောင်းကြီးတဲ့ရောက်လာရင်တရားစင်မှုကြီးဖြစ်တဲ့ရှင်သာရိပုတ္တရာပဲကြောင်းမှလဲဖျားဉာဏ်ပညာကြီးမားတဲ့ကိုရောမြတ်ကြီးပဲမှလဲဖျားလို့တပည့်တော်တို့တွေ့ရယဟန်တော်တွေကိုမေးမြန်းပြီးတော့ရှင်ဘုရားကိုဖူးတွေ့ခွင့်ရခဲ့ပါတယ်ယခုချိန်မှာတော့တပည့်တော်တို့ဘုသူထံသွားဘယ်လိုမေးပြီးတော့ရှင်ဘုရားကိုဘယ်နဲ့လုပ်ပြီးဖူးခွင့်ရတော်မှာလဲလေဘုရားလို့တက္ကမတွေဝိုင်းပြီးတော့ငိုကြတားကြတတ္တရရှင်တော်မြတ်ဘုရားကြီးကိုကတ္တဗသူဤဟတ္တေလမထပိတဝါစိတ်ချလက်ချချမ်းထားခဲ့သည်ဖြစ်၍ထေရောရှင်ဘုရားသာရိပုတ္တရာသည်ပက္ကံတော်အယတဘဖဲကြွတော်မှာလေဘုရားမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးလေးပဲတက်ရွယ်ယူ၍အိုမင်းနေပါပြီဝမ်းတော်လာတဲ့ယောဂကြီးလေရထားပါပြီဒီချိန်ကျမှရှင်ဘုရားတို့ကမြတ်စွာဘုရားကိုဘသူလည်းမစိတ်ချလက်ချအနန္တပြီးတော့အယတဘကြွတော်မှာလေဘုရားရှင်ဘုရားတို့မြတ်စွာဘုရားရဲ့အနိနာမှာရှိတဲ့ပါသေးတယ်အဲ့တောတိမျိုးပြင်ပဲလေခွင်းပြင်နေမှာစူးညာတို့ဒကာဒကမတွေလည်းငိုကြယဟန်တွေကိုယဟန်မတွေလည်းပဲသောတာပန်တဂရကံအထိငိုကြတာဝမ်းနေလွန်းလို့နောက်ဆုံးခရီးလိုက်ပေါ်အတော်လေးလှမ်းတော့ရှင်သာရိပုတ္တရာခြေစုံမတ်မရနောက်ပြန်လှည့်လိုက်ပို့ကြတယ်ယဟန်တော်တွေကိုအာဟုသောငါရှင်ဘုရားယဟန်တော်များတို့တုံမေသင်တို့သည်ဣတိဝဒီနေရမှာပဲတိဋ္ဌထနေရခဲ့ကြသာသဗလေမြတ်စွာဘုရားရှင်ရဲ့ပေါ်မှာပမာဒံမိလျောပေါ်စားခြင်းသို့မာအပိစိတ်တထမရောက်ကြလေနဲ့မြတ်စွာဘုရားရှင်လေသွေးဝမ်းလာတဲ့ယောဂကြီးရထားပြီးတပည့်တော်တို့မရှိတဲ့နောက်မှမြတ်စွာဘုရားရှင်အပေါ်မေးလဲရောပေါ်စမနေကြပါနဲ့ရှင်ဘုရားတို့လို့ဘသူကမှားနေတယ်အာဟုသောငါရှင်ဘုရားယံတော်များတို့သင်္ခါရနာမယုတ်နန္တမသင်္ခါရတွေဆိုတာဧဝံဘာဝိနောဤကဲ့သို့ဖြစ်လာပြီးလည်းရင်ပြည့်ရခြင်းသဘောရှိကြလေကုန်ဤဖြစ်ပြီးရင်မွေးလာရင်သေရမယ်သင်္ခါရတရားတွေဆိုတာဒီတိုင်းမဲ့မမြဲတဲ့သဘောရှိတယ်တသမရာကြောင့်တုံမေသင်တို့သည်အပမတ္တကုသိုလ်တရားတို့၌မမေ့မလျောတဲ့အပမဒဆိုတဲ့သတိတရားလက်ကင်ထားကြကုန်သည်ဖြစ်၍ဝိဟရထာနေရခဲ့ကြတော်လို့ထေရောရှင်သာရိပုတ္တရာမထေရမြတ်သည်ဩဝါဒီကောင်းစွာမသွေနောက်ဆုံးပိနေနဲ့ဆုံးမတော်မူခဲ့ပါပေသတည်းလိုက်ပို့ကြတဲ့သံဃာတော်တွေနဲ့ဘိက္ခုနီမတွေလည်းအဲ့မှာလေခွင်းမြင်ကြီးထဲမှာပဲဥချပြီးတော့လက်အုပ်ချီပြီးတော့မြင်ရည်တွေနဲ့ကြံခဲ့ရတယ်ပုထုဇဉ်ယဟန်တွေသောတာပန်တဂရကံကြံခဲ့ကြတယ်ဝမ်းနဲ့ပက်လက်ပေါ့ဇွဲကောင်းတဲ့ဒကာဒကမတွေကတွန်းနဲ့တဲ့အထိလိုက်ပို့ပြီးတားကြတာငိုကြတာဘ
ပုဗ္ဗေအယောပစ္ဆကမနာဇာရိကံစရတိဣဒံဒာနိကမနနာပုဏ္ဏပစ္ဆကမနာယဗန္တေရှင်ဗျာသာရိပုတ္တရာပုဗ္ဗေဟုရှိယခင်တုန်းကဆိုရင်ပစ္ဆကမနာဇာရိကံတပည့်တော်တို့ထံရှင်ဘုရားတပံပြန်လာခြင်းသဘောရှိတဲ့ဒေသဇာရိလှဲ့လဲခြင်းမျိုးကိုစရတိလှဲ့လဲတော်မူပါ၏ဣဒံယခုချိန်ကမှာတော့ဣဒံကမနာဟောတိယခုကြွချီတဲ့နောက်ဆုံးခရီးကတော့ပုဏ္ဏနောက်တပံပစ္ဆကမနာယတပည့်တော်တို့ထံရှင်ဘုရားပြန်လာဖို့ဆိုတာနာဟောတိပဲနီးနဲ့မှမဖြစ်နိုင်တော့ပြီဘုရားလို့ဝိုင်းပြီးတော့တားကြငိုကြနေရလဲအတော်ဆောင်သွားပြီအဲ့ပါတော်လဲအတော်နစ်တော့ရှင်သာရိပုတ္တရာနောက်ပြန်လှဲ့ခြေစုံရပ်ပြီးမှအာဟုသောဥဒကရကမပေါင်းသူတော်ကောင်းတို့တုံမေပိသင်တို့လည်းပဲဤဒေဝဟောဒီနေရာမှာပဲဒိဋ္ဌထနေရခဲ့ကြသင်္ခါရနာမယုတ်နဓမ္မသင်္ခါရတွေဆိုတာဟာဧဝံဘဝိနောဤကဲ့သို့ဖြစ်လာပြည့်လျင်ပျက်စီးရခြင်းသဘောရှိကြလေကုန်၏သဗ္ဗေသနာတေကမဏိယောဧတမေကောဧတဧသောမေကောဟောဒီသိခြင်းဆိုတဲ့လံခီဟာသဗ္ဗေသံလုံးစုံကုန်သောတတ္တဝါတို့အတွက်နတ္တိကမဏိယောဘသူမှမလွန်ဆန်းနိုင်တဲ့လံခရီးကြီးဖြစ်ပါ၏သိခြင်းသဘောကိုလွန်ဆန်းနိုင်တဲ့သူရှိရလားလူတွေလည်းတနေ့ပါဖြစ်မှာယဟန်တန်ဃာတွေလည်းတနေ့ပါဖြစ်မှာနတ်တွေလည်းတနေ့ပါဖြစ်မှာယာရုရှိတဲ့သူတွေလည်းတနေ့ပါဖြစ်မှာယာရုမရှိတဲ့သူလည်းပညာတတ်တဲ့လူလည်းပညာမတတ်တဲ့လူလည်းအေးသိရင်တရားကိုမေ့ထားကြလို့ဒီနေ့ယံဖြစ်နေကြတယ်မှန်လားပြိဿကြီးဩတနေ့သိရမယ်ဆိုတဲ့သိခြင်းသဘောလေးနှလုံးသွင်းကြရင်မိသားစုတွေထဲမှာမောင်နှမချင်းချင်းညီကိုချင်းချင်းချစ်ခင်တဲ့စိတ်တွေဖြစ်လာမယ်သေခြင်းတရားကိုတကယ်နှလုံးသွင်းကြရင်ရက်ွက်ထဲမှာရက်ွက်သူရက်ွက်သာအချင်းချင်းမေတ္တာဓာတ်တွေတိုးလာလိမ့်မယ်တိုင်းပြည်မှာတိုင်းသူပြည်သားအချင်းချင်းမသိခင်တွေ့ကြုံနေရတဲ့စုံစည်းခွင့်လေးတွေကိုတန်ဖိုးထားတတ်လာပါလိမ့်မယ်ဒါကြောင့်ရှင်သာရိပုတ္တရာကမှားနေတာအာဟုသောဝုဒကရကမပေါင်းသူတော်ကောင်းတို့ဧတဧသောမေကောဟောဒီသေးခြင်းဆိုတဲ့လံခရီးဟာသဗ္ဗေသလုံးစုံကုန်သောလူနာပြမသတ္တဝါအလုံးတို့အတွက်နာတိကမဏိယောဘသူမှမလွန်ဆန်းနိုင်တဲ့လံခရီးကြီးဖြစ်ပါ၏သင်္ခါရနာမယုတ်နံဓမ္မသင်္ခါရတွေဆိုတာဧဝံဘဝိနောဤကဲ့သို့ဖြစ်လာပြီးလင်ပြည့်ရခြင်းသဘောရှိကြလေကုန်၏တသမထိုကဲ့သို့ဖြစ်ပြီးရင်ပြည့်ရတဲ့သဘောရှိလေသောကြောင့်တုံမေသင်္တဂရကမအပေါင်းတို့သည်အပမတ္တကုသိုလ်တရားတို့နဲ့မမေ့မလျော့တဲ့တည်းတရားလက်ကင်ထားကြကုန်သည်ဖြစ်၍ဝိဟရထာနေရခဲ့ကြတော်လို့ထေရောရှင်သာရိပုတ္တရာမထေရမြတ်သည်ဩဝါဒီကောင်းစွာမသွေနောက်ဆုံးဘိတ်အနေနဲ့ဆုံးမတော်မူခဲ့ပါပေသတည်းတက္ကရာမတွေလည်းအဲ့ဒီလေခွင်းပြင်ကြီးမှာပဲလက်အုပ်ချီပြီးတော့မြဲရည်စက်လက်နဲ့ကြံခဲ့ကြတယ်ကြည်နေတာဖူးလို့မဝတ်နိုင်မျက်စိတဆုံးမမြင်ရတော့တဲ့အချိန်ကြမှာနောက်လှဲ့ငိုယိုပြီးပြန်ခဲ့ကြတယ်ရှင်သာရိပုတ္တရာကိုရောကြီးကတော့တပိယဟန်900ခြံရံပြီးခရီးတိတ္တစာကြီးကြွတယ်ညရောက်တော့အဲ့ဒီဇယက်တွေမှာရောက်ရရွာတွေမှာဝင်ကျိအဲ့လမ်းခရီးလည်းတစ်လျှောက်လုံးရှင်သာရိပုတ္တရာပြိဋိဘံဆန်တော့မှလည်းဆိုတဲ့ရင်ပြန့်သွားတော့ရောက်ရမှာငိုကြတားကြမြာကြိုဆောင်ရွက်တဲ့သူတော်ကောင်းဆိုတော့နှမျောကြတယ်မှန်လားပိဋကကြီးအရှင်သာရိပုတ္တရာလည်းအဲ့လိုပဲတညခရီးကြွနာကြွပြီးတော့အဲ့လမ်းခရီးငိုကြတယ်တရားတော်မှလည်းနှစ်သိမ့်တရားဟောပြီးတော့ကြွတာနောက်9ရက်မြောက်ညနေဆောင်ရောက်တော့အဲ့သူ့ရဲ့မွေးရမြေနာလကရွာတကားရောက်တယ်ပိဋကကြီးပဲရွာတကားနာလကရွာတကားရောက်ပညောင်မင်းကြီးရှိတယ်အကြီးပဲအရိပ်ကတိတ်ကောင်းပညောင်မင်းကြီးအောက်မှာဇယကထုံးလို့ပေါ့ခီးသွားတွေယဟန်နေနားဖို့တဲဖို့ခိုးဖို့ဆောက်ထားတယ်ဇယကြီးရောက်တော့
တပိတ်သင်္ကန်းတွေချလို့အနောက်နေဝင်လွတ်လွတ်နေကြည်လေးရလည်းပဲပညာမင်းကြီးအရွက်တွေကြားနေထိုးပြီးပညာမင်းရောက်ကြဝါဝင်းနေတဲ့တန်ဃာတော်တွေရဲ့သင်္ကန်းရောင်နေနဲ့တင့်တယ်တပ်ပဲတဲ့အချိန်ပေါ့အဲ့ဒီနေဝင်အချိန်မှာရှင်သာရိပုတ္တရာရဲ့တူဖြစ်တဲ့ဥပယေဝတဆိုတဲ့ကလေးကသူ့ပေါင်းသိနေတဲ့ကစားရင်ပြေးလွှမ်းတဲ့ရွာတကားရောက်လာတော့ရဟန်းသံဃာတွေမြင်တော့အနီးနားလာပြီသူ့ဦးကြီးတော်တွေ့သွားရှ िख ိုးဥချတော့ရှင်သာရိပုတ္တရာအဋ္ဌိကေဟိတေဧယိကာဥပယေဝတမင်းအဖွားအိမ်မှာရှိရလားအမဘန်လေးရှိပါလေဖျားအေးဒါဖြင့်မင်းရှေ့ကနေပြန်နှင်းတဲ့ငါတို့ဒီမှာရောက်နေတဲ့အကြောင်းသတင်းပြောတဲ့မင်းအဖွားကိုပြောလိုက်တို့ဒီညဒီမှာသတင်းသုံးမယ်ငါအမွေးဖွားရတိုက်ခန်းကိုလည်းခင်းကျင်းပြီးတော့ရှင်းထားဖို့ပြောလိုက်တယ်ပြီးတော့ဧကန်းကျယ်ကြီးမှာလည်းတန်ခါ900အတွက်နေရာများခင်းထားဖို့မှားလိုက်တဲ့အကြောင်းမင်းရှေ့ကပြောကြည့်ဝမ်းတာအာရနဲ့ဥပယေဝတလည်းပြေးသွားအဲ့ဒီအချိန်နေဝင်မိုးချုပ်ချိန်မှာရူပတာရီပုံလေးမှာဗြဟ္မာကိုးွယ်တော့ဗြဟ္မာရှ िख ိုးနဲ့လည်းရှင်ပြီးတွေထွန်းပြီးတော့ဗြဟ္မာရှ िख ိုးနဲ့အဖွားတဲ့ဥကြီးတော်လာတယ်ဗျိုးတဲ့ဆိုရှ िख ိုးနဲ့နောက်တမင်လည်းပြန်လှည့်ရည်ဣဒံဒီကုဟိခုဘယ်ရောက်နေတော့ကာမတွာတွေရွာတကားမှာဖွားရဲ့သူတစ်ပါးတည်းလားတဲ့ဘသူတွေပါလေရ900လည်းပါတယ်ဖွားရဲ့ဘာကိစ္စလာတာတဲ့တော့ဘာသာမတူတဲ့ဂေါရမနောက်ကိုလိုက်သွားမလားဆိုပြီးပြစ်ထားတာသူကဒီနေ့လည်းပဲဟိုတခြားဘာသာဝင်တွေကနေပြလားဗုဒ္ဓဘာသာစိတ်ဝင်စားလို့လေ့လာတယ်ဖတ်ရှုတယ်လိုက်စားတယ်ဆိုလို့ရှိရင်အဲ့ဒါမိဘတွေကတချို့အမြင်ကျင်းတော့သားသမီးကိုအမွေပြတ်ဆိုအိမ်မလာနဲ့ဆိုမောင်းချတာမရှိဘူးလားရှိလားအဲ့လိုမောင်းချထားတာသားသမီးတွေအကုန်လုံးအပြတ်ချထားတာဒီရူပတာတွေသူဗြဟ္မဏဘာသာကိုးကွယ်လို့ဆိုပြီးတော့အဲ့တော့စိတ်ဆိုးဆိုးနဲ့ပြစ်ထားတာနှစ်တည်းကြာပေါ့ခုသားကြီးဥပတိတ်တာပြန်ရောက်လာတယ်ဆိုတော့ဝမ်းတာဝမ်းနေဖြစ်နေတယ်ဘာကိစ္စလဲတော့ဆိုသူမွေးဖွားတဲ့တိုက်ခန်းကိုရှင်းထားလိုက်ဖို့မှားလိုက်တယ်ဖွားရတယ်ရန်900အတွက်လည်းနေရာခင်းထားဖို့မှားလိုက်တယ်ဘာကိစ္စပါလိမ့်မလဲခေါင်းကုတ်ပြီးစဉ်းစားတယ်သူသားကြီးတွေသူစဉ်းစားဓာရကာလီငယ်စဉ်ခါမှာပပ္ပစိတ်တော်ရန်ပေါင်တက်ပြီးတော့မဟာလကကာလီအသက်ရွယ်လေးရလာတဲ့အချိန်မှာဂိဟိဟောတုကာမောဧကံရငါသားကြီးလူထွက်ခြင်းမိထင်တယ်ဒေသကြီးယဟန္တာလူထွက်ပါမလားယဟန္တာပဲလူထွက်ပါဒါပေမဲ့ तू ကသာသနာနဲ့နီးမှမနီးတာယဟန္တာလူမထွက်ဘူးဆိုတော့ तू သိပါမလားဘာမှမဟုတ်ဘူးဂေါတမတရားတွေကအမှားတွေပါလို့မအေပြောတဲ့ဈာကမအေချေကံပြီးကောက်ကောက်ပါအောင်လိုက်သွားကိုမှအသက်ကလေးကြီးတော့နောင်တရလို့ပြန်လာတယ်ထင်မှရဲ့ပေါ့တွေးနေတာကဲပေါ်လေးသူခိုင်းတော့မှာတော့လောက်အောင်ပါပဲဆိုအဲ့မှာရှင်သာရိပုတ္တရာအမွေးဖွားတဲ့တိုက်ခန်းကိုလည်းအဲ့မှာကရင်ညောင်ဆောင်တွေဖုံနေပါလေခါရှင်းလင်းပြီးခင်းကျင်ထားတယ်အဲ့ကန်းကျယ်ကြီးမှာတန်ခါ900တို့နေရာမှာပြင်ဆင်ပြီးတော့အဲ့မှာမိတွေထိနေအောင်စီမိတွေထွန်းခြေဆေးရည်တွေတဲတောက်ရည်အိုးတွေဖြစ်အိမ်အမှုလုပ်တွေအကုန်ခေါ်ပြီးချက်ချင်းပြင်ဆင်ပြီးတော့သွားရမင်းဥကြီးတော့ပင့်ကြီးရဆိုဥပယေရသွားပင့်တယ်ရှင်သာရိပုတ္တရာရှေးဆုံးတပိတ်ပြိခါလွဲစက်ခုံတွေချရွာလမ်းမိုက်တွေကြွလာအိမ်ကဝင်လာတော့ရူပတာရီပုံလေးမှရလှီကားတက်ကန်ဆင်းပြီးတောင်ဝေးထောက်ပြီးစောင့်နေတာတာကြီးကိုတွေ့ကျင်နေတာခွဲနေရတာကြာတော့မိဘတို့ထုံးစံပိန်မြန်လာသလားပေါ့ကျမ်းမာရေးမြန်မကောင်းဖြစ်လာသလားစိမ့်ကြည့်နိုင်ပုရကိုရရဇက်ကုံလေးထားအိမ်မောရှေဆုံးတက်သွားအဲသူကမွေးဖွားတိုက်ခန်းဝင်သူနောက်ကညီတော်စုံနာလည်းခန်းထဲဝင်လိုက်သွားတန်ခါ900တော့ပြီးမှဝိုင်းရမရှိခိုးဥချတယ်နောက်ဆုံးကနေမှမေတော်ကြီးကတက်လိုက်သွားတက်လိုက်တော့အနာကတ်ခွင့်မရသေးဘူးတန်ခါတွေကဘေးမှာဝိုင်းနေတော့ရှင်သာရိပုတ္တရာကကရင်ညောင်သောမော်လည်းသတင်းသုံးပြီးတော့ငါရှင်တို့တဲ့ဟိုပဲဧကန်းကျယ်ကြီးမှာနေရာ900ပြင်ထားတယ်ငါရှင်တို့ခီးပန်းနားနေကြလို့ခွင့်ပြုတော့အဲတပီ900လဲဟိုဘက်အခန်းလဲကြွသွားကြကိုထေရသရှင်သာရိပုတ္တရာမထေရမြတ်ကြီးအခရောပြင်းထန်ကြမ်းတမ်းလှစွာသောအာဘာတောအနာယောဂသည်ဥပ္ပစ္စည်းဖြစ်ပေါ်လာပြီယောဂပေါ်လာတယ်တဲ့ရှင်သာရိပုတ္တရာဘာဖြစ်လာတယ်ဘာယောဂတုံးလို့ဆိုတော့
လောဟိတပက္ခန္တိကသွေးအံခြင်းရှိသောမရဏန္တိကသေခြင်းလင်အဆုံးရှိသောဝါသေလောက်အောင်ဆိုးရွားလွန်သောဝေဒနာဆင်းရဲဒုက္ခဝေဒနာတို့သည်ဝတ္တန္တိဖြစ်ပေါ်လာကုန်၏ရှင်သာရိပုတ္တရာရဲ့ယောဂသွေးအံယောဂဘေဒကြီးတို့ဘာယောဂတဲ့ဝမ်းထဲမှာပြုတ်တက်လာဘယ်လုံးမှမနေနိုင်အောင်ဖြစ်လာအဲ့မှာညီတော်စုံနာနောက်ကျောလေးကြောမြောင်ရိုးလေးဖြစ်ပေးလို့ဂုတ်ကလေးတွေဆုပ်ပေးအဲ့အချိန်မှာထွေးကန်လေးလည်းကိုင်လို့ဝေါကနေအံချထွေးကန်လေးသွေးတွေသွေးတက်သွေးပုတ်တွေအံချ3-4ချိန်လောက်လည်းအံပြီးတော့ထွေးကန်ပြည့်သွားအဲ့မှာညီတော်စုံနာနောက်ထပ်ထွေးကန်တစ်လုံးကိုအနိနာချထားခဲ့ပြီးအဲ့သွေးတွေပြည့်နေတဲ့ထွေးကန်ကိုအပြင်မဲ့ထုတ်သွားသွန်းတန့်ရှင်းဆေးကြောပြီးတော့အထဲထဲပြန်ယူလာတော့ချထားခဲ့တဲ့ထွေးကန်ကသွေးတွေပြည့်နေပြန်သွေးတက်တွေသွေးပုတ်တွေအံချတာဧကံဘာဇနံနိဂမတိဧကံဘာဇနံဘဝေတတိညီတော်စုံနာကသွေးတွေအံထားတဲ့ထွေးကန်ကလေးကိုကိုင်လို့ဧကံဘာဇနံထွေးကန်တစ်လုံးသည်နိဂမတိခံပြင်သို့ထွက်သွားပြန်၏ဧကံဘာဇနံဆေးပြီးလာတဲ့ထွေးကန်တစ်လုံးသည်ပဝိတတိခံတွင်သို့ဝင်ရောက်လာပြန်၏ညီတော်စုံတာနောင်တော်ကြီးရှင်သာရိပုတ္တရာအဂုတ်ပိုးလေးတွေကိုဆုပ်ပြီးတော့ကြောမြောင်ယူလေးတွေကိုနှိပ်ပြီးဝေါကနေအံ့ချတာအဲ့ဒီမှာတော်တော်လေးတဲ့သွေးတွေအံပြီးတော့မောအခွန်ဗလာတွေရော့ပြော့သွားပြီသွေးအံရပ်ပြီဆိုမှရှင်သာရိပုတ္တရာဂရင်ကြောင်သောမောပက်လက်ကလေးလမ်းပြီးရင်ဘတ်ပေါ်လက်ကလေးရှက်တယ်နှစ်ထပ်သင်္ကန်းကြီးဆွဲချုံပြီးတရားရှုနေတာယန္တာများဝေဒနာပေါ်ပါရှုနေကိုယ်သာနာတယ်စိတ်မနာဒေါသမှမရှိတော့တာမှန်လားပြည့်တတ်ကြီးမေတော်ကြီးကဟိုအခန်းတောင်းကနေတောင်ဝေးထောက်ပြီးတော့မမဗုဒ္ဓသာဗုဒ္ဓိမေရှနာရုဇတိမမငါဤဗုဒ္ဓသာသာကြီးဗုဒ္ဓဥပတိသာဤဗုဒ္ဓိဖြစ်ပုံကိုမေရှငါသည်နာရုဇတိမကြည့်ရနိုင်မနှစ်သက်နိုင်ငါရဲ့သာကြီးဗုဒ္ဓဥပတိသာရဲ့ဖြစ်ပုံကိုအမေမကြည့်ရဘူးလို့အဲ့အခန်းထဲဝင်လာမယ်လို့လှမ်းလိုက်တော့ပြုံးဆိုညစ်တဲ့တကောင်ကြီးနတ်မင်းကြီး၄ယောက်ကအခန်းထဲဝင်ငန်းဆိုရောက်လာတယ်ရှင်သာရိပုတ္တရာဒါလေးမျက်စိပွင့်ပင်တို့ဘသူလေးလေတပည့်တို့နတ်မင်းကြီး၄ယောက်ပါဗျာဘာကိစ္စလာကြတာတော့တဲ့တပည့်တို့လူနာပြုစုခြင်းလို့ပါတဲ့ပြုစုခွင့်ပေးပါတယ်ဒီမှာညီတော်စုံလာရှိတယ်တင်းတို့မလို့ပြန်တော့တဲ့နှင်ချတယ်မေတော်ကြီးအာသင့်ဟာကိုရောင်ကိုပါနေဘယ်ဟာတွေလဲပေါ့ကြည့်အဲ့မှာနတ်မင်းကြီးတယောက်လည်းပြန်သွားအောင်တခါတရားမင်းကြီးဝင်ကနေဆိုရောက်ချတာပြောမေတော်ကြီးလှမ်းလာမယ်တုံကနေဖြစ်သွားတယ်ဘယ်ဟာတွေလဲတရားမင်းကြီးလည်းရှင်းဒီအတိုင်းမေးဆန်းပြီးရှင်လိုက်ဖို့တော့ပြန်လှုပ်လိုက်တယ်အဲ့တရားမင်းကြီးပြုတ်ကနေပျောက်သွားမှမေတော်ကြီးဝင်လာမယ်လို့နောက်ဆုံးတဲ့အိမ်လုံးဝင်ထိန်သွားတဲ့တခါလေကိုရောင်ကိုဝါရီနဲ့ဗျမ္မာမင်းကြီးရောက်လာတယ်နောက်ဆုံးဘသူရောက်လာမေတော်ကြီးအာသင့်ဗျမ္မာမင်းကြီးလည်းပြန်လွှတ်လိုက်တော့ရှ िख ိုးဥချပြန်သွားအဲ့ကြတော့မှအခန်းတကာနာကတ်လာပြောဆိုနဲ့ဝင်ချလာပြီတာတစုံနာကာပုတ္တိချစ်သားစုံနာမင်းနောင်တော်ကြီးအချိန်လေးဘယ်လိုတော့နဲ့မင်းဆိုင်ဝင်ချလာအဲ့မှာရှင်သာရိပုတ္တရာကမေတော်ကြီးအနာရောက်လာတယ်ဆိုတော့ညီတော်ကလျှောက်လို့သိတဲ့အခါမှာကတ္တမအဝီလာယအာဂတ္ထအချိန်မဲ့အခါမဲ့ကြီးညနေသကောင်ကြောနေပြီဘာဖြစ်လို့မေတော်ကြီးဝင်လာတာတော့နဲ့အမှန်တော့စောင့်နေတာသူ့ကိုမိစ္ဆာအယူဝါဒအောက်ကလွတ်အောင်ချုပ်ဖို့မှန်လားပိဋကကြီးတာတဥပတိတသာယိဗုဒ္ဓဥပတိတတောရှင်သင်္အတ္တနာထာယကျမ်းမာရေးခြင်းနေအမေကြည်ခြင်းလို့သိခြင်းလို့ဝင်လာတာမေမဝင်ရဘူးလားလို့ပြောဆိုရတဲ့တာရဲ့ခြေရခြေမိုးလေးတွေဆုပ်ကြည့်ပြီးတော့သူသိခြင်းတယ်ကတော့ကျမ်းမာရေးခြင်းတွေမကပါဘူးခုနထူးထူးဆန်းဆန်းနေမေးခြင်းတယ်တားတော်ကြီးပထမဦးဆုံးဝင်ကနေဆို၄ယောက်လာတယ်တဲ့အဲ့ဒါအမေတခါမှမမြင်ဘူးဘယ်သူတွေတုံးတဲ့ဩမေတော်ကြီးအဲ့ဒါ
နတ်မင်းကြီး၄ယောက်ခေါ်တယ်ဟာငါသားကြီးကနတ်မင်းကြီး၄ယောက်တဲ့ဘုံတကူကြီးသလားတဲ့ဆိုတော့မေတော်တဲ့သာသနာမှာနတ်မင်းကြီး၄ယောက်ဆိုတာအဆင့်သိမ့်မရှိပါဘူးတဲ့ဥပါတိကေကျေးဇူးရှင်မွေးသမီးခင်ကြီးဒီထိုနတ်မင်းကြီး၄ယောက်ဆိုတာဣမသမိန်သာသနေဟောဒီသားတော်တို့ရဲ့သာသနာတော်မှာတော့အာရာမိကသရိတာယံဆောင်ခြံဆောင်နဲ့တူကြပါတယ်နတ်မင်းကြီး၄ယောက်ဆိုသာသနာမှာဘာမှအဆင့်မရှိဘူးတဲ့ခြံဆောင်ဒရဝံအဆင့်မရှိတယ်ဟုတ်ရဲ့လားငါသားကြီးဟုတ်တယ်မင်းတို့ရဲ့သားတော်တို့ရဲ့မြတ်စွာဘုရားအလောင်းတိတ်တထမင်းသားပဋိသန္ဓေနေစဉ်တော့လေတဲ့တန်လည်းလက်ဆွဲပြီးတော့စောင့်ရှောက်ခဲ့တာအဲ့နတ်မင်းကြီး၄ယောက်ပေါ်တဲ့မေးတာကငါသားကြီးကနတ်မင်းကြီးတွေတဲ့ဘုံတကူကြီးသလားမေးတာဉာဏ်ပညာကြီးတဲ့ကိုတော်ကြီးကမိစ္ဆာဒိဋ္ဌိဖြစ်နေတဲ့သူ့မိခင်ကြီးရဲ့စိတ်ကိုဖယားထံပို့တာပြည်သားကြီးဘသူစီရောက်အောင်ပို့နေသားတို့ရဲ့မြတ်စွာဘုရားလုံးတိတ်တထမင်းသားပြိတန်တီယူစဉ်တော့ကတန်လျက်လက်ဆွဲပြီးတော့စောင့်ရှောက်ခဲ့ကြလို့ဒရဝံအဆင့်လောက်ရှိတယ်တဲ့ကောင်းပါပြီတဲ့ကဲအဲ့၄ယောက်ပြန်သွားတော့နောက်တစ်ယောက်လာတယ်သူကကိုရောင်ကိုကပူလင်းဘသူတော့နဲ့နတ်တို့သနင်ပါမင်းကားတော်ကြီးနတ်တို့သနင်တရားမင်းထက်လည်းပဲသားကြီးကပို့ပြီးဘုံတကူကြည့်သလားပါဇက်အဟောင်းသားဖြစ်သွားသူသားလည်းနည်းနည်းလေးထင်ကြည့်လာအဲ့မှာဉာဏ်ပညာကြီးတယ်မထေမြတ်ကြီးကသူ့မိခင်ကြီးစိတ်ကိုဘုရားထံရောက်ဒုတိယအကြိမ်ပို့တာဥပါတိကေကျေးဇူးရှင်မွေးသမီးခင်ကြီးအိမသမိန်သာသနေဟောဒီသားတို့ရဲ့သာသနာတော်မှာဧတဧသောဒုနတ်တုသနင်တရားမင်းဆိုတာဟာဗန္ဒကကသမဏေရတတိသောနောက်ကနေထီတို့ဖဏတ်တို့ဗန္တာကင်ပြီးတော့လိုက်ရတဲ့သာမဏေငယ်ကပ္ပိယအဆင့်များပါပဲတရားမင်းဆိုရသာသနာမှာပဲဆင့်ရှိကပ္ပိယအဆင့်ပဲတဲ့ထီတို့ဖဏတ်တို့ကင်လဲတဲ့ကပ္ပိယအဆင့်ပဲတဲ့ခင်ဗျားတို့စဉ်းစားကြဗုဒ္ဓသာသနာတော်ရဲ့မြင့်မြတ်ပုံကအဲ့ဒါလောက်ရှိတယ်တရားမင်းတောင်ကပ္ပိယအဆင့်ပဲတဲ့တောင်ပြုံးကနတ်တွေဆိုဘယ်အဆင့်နဲ့ထဲ့မလို့စဉ်းစားကြဟုတ်ပလားပိသကြီးအောင်မလေးဖရာရဲ့တပိတာဝကတာဝိကာမတဲ့ဗုဒ္ဓဘာသာတဲ့သွားလိုက်ကြတာပူဇော်လိုက်ကြတာပတ်တလိုက်ကြတာဟုတ်ပလားငတ်ပြတ်နေတဲ့စာသင်တဲ့တိုက်သွားပြီးဆုံးကတ်လိုက်ဆံပါဗျာဘလို့တန်ခါဒါနဆွမ်းကြီးလောင်းလိုက်ဟုတ်လားအောင်မေတ္တာလူငယ်ဘုံစွမ်းအသင်းတို့လိုလောင်းလိုက်ကြရင်ပိသကြီးသာသနာတွက်လက်ကြိုးများဘူးလားကို့မှာလည်းကုသိုလ်တွေမထူးဘူးလားအခုတော့သာသနာအဆင့်အတန်းမှာပြည့်တတ်ကြည့်တရားမင်းတော်ကပ္ပိယအဆင့်ပဲတဲ့ဒါရှင်သာရိပုတ္တရာပြောခဲ့တာကျုပ်ပြောတာမဟုတ်ဘူးကိုယ်ဉာဏ်နဲ့ကိုစဉ်းစားဖို့တောင်ပြုံးနဲ့တွေပဲထဲတယ်အစိမ့်တွေတည်းပဲထဲကြသူတို့ထုံပတ်သွားဖတ်ကြည့်အစိမ့်တွေဟုတ်မလားကိုယ်ဉာဏ်နဲ့ကိုစဉ်းစားကြသူများရောင်လို့မရောင်နဲ့မှန်လားပြည့်တတ်ကြည့်ပျော်ဝဲချွင်ဝဲကိုပျော်သွားတာသွားဖို့ဒါတော့ပျော်ရင်လို့သွားတာပဲဟုတ်ပလားပူဇော်ဖို့ဆိုရင်တော့စဉ်းစားကြအောင်တဲ့ဒါဓမ္မပြည်တယ်စကားညှပ်ပြောတာပါမေတော်ကြီးကပါဇက်အဟောင်းသားနဲ့ဟုတ်ရဲ့လားသားကြီးရဲ့အိုးမေတော်ကြီးနဲ့သားတို့ရဲ့မြတ်စွာဘုရား9ဝါမြောက်တာဝရိန္ဒာနတ်ပြည်တက်ပြီးတော့ဘိဓမ္မာတရားနဲ့မေတော်မိနတ်သားကိုကျေးဇူးဆက်ပြီးလို့သရင်ကျော်လပြည့်နေ့မှာလူပြည်တို့ပြန်လဲဆင်းသက်စဉ်ရွှေဆောင်တန်းငွေဆောင်တန်းပရမများဆောင်တန်းဆိုဆောင်တန်း3တွေနဲ့ပြန်ပြီးတော့ဆင်းသက်စဉ်တုန်းကမြတ်စွာဘုရားရဲ့နောက်ကနေနထသင်္ဟန်ကြီးနဲ့သပိတ်ကိုပိုက်ပြီးတော့ကပ္ပိယအဖြစ်နဲ့လိုက်ပါပို့ဆောင်ခဲ့တာဘယ်မင်းတို့ဒါကြောင့်တရားမင်းဆိုတာဗန္ဒာကင်ပြီးတော့သီဖနသပိတ်သင်္ဟန်ကင်လဲရတဲ့ကပ္ပိယအဆင်းမှာပဲမေတော်ကြီးမေတော်ကြီးစိတ်ဘုရားထံဒုတိယအချိန်ရောက်သွားစိတ်ကလည်းနူးညံ့လာသူသားကြီးလည်းနည်းနည်းထင်ကြည့်လာဟုတ်ပါပြီနောက်ဆုံးရောက်တဲ့ပုဂ္ဂိုလ်အမေတို့တိန်လုံးဝင်းထွေသွားတာပဲတဲ့ကိုယ်အောင်တော်တော်တောက်တယ်ဘသူတုံးဆိုတော့အဲ့မှာအပြတ်ချွတ်တော့တာပဲဥပါတိကေကျေးဇူးရှင်မွေးသမီးခင်ကြီးဧတဧသောပုဂ္ဂလောတို့နောက်ဆုံးရောက်လာတဲ့ပုဂ္ဂိုလ်ကတော့ဒုံရှံသင်ဤဘဂဝါစဖယားဆိုပြီးတော့ကိုယ်ွယ်နေသည်လည်းဖြစ်သောတထာသဆရာသမားဆိုပြီးတော့အာထာနေသည်လည်းဖြစ်သောမဟာဗြဟ္မာနာမဗြဟ္မာမင်းကြီးပါတဲ့နောက်ဆုံးရောက်လာတာပါမင်းတဲ့မေတော်ကြီးမသိဘူးလားတဲ့မေတော်ကြီးတို့ရဲ့ဖယားဆိုပြီးတော့
Tavara Suvio, Kugwe, Pima Minuli, Gaune, Tutka, Chaja Lev. Tu go where a do dala, Uchana, do mayone on pin, thin. Hoya Taji, or Mero Gine. Taru Yata Pia long, they that have men are Pamians and no one lead. Me Maja on Shukonyene can be get a airy Yama Mini Rive, Mero G. Payatan say, don't you yok Wabiroma. To do Senna Payak Gomu. Ayum più mi tuaro, tuinira. Mamangai Buddha Dadaji Buddha Ubdita Yanuba Wotugu Dizo Anubo Divin. Ayan Idido Igado the Boshi de Tawa Hodi Piedon Bide E. Meshangai Buddha Dadaji Buddha Ubdita Idadusea Piedon Mudobagoa Dom Yazwa Payashin E. Anuba Obana the Gudizo Anubodiga Kiri to Vegedo the Boshidi, Paway the deep shepe like Mindi, Idi Igado, Yamani Ruba, Dari Mishire, Bone Majidi, Saint Detti, Kaunza Madwe Paya, Gondwe, Senza Duido, Yenisha Lidati. Ayman, Daria Amaji Kavan, she's only so yen and Pina and Nuduk Time Dwari. Oh, not Daji Doma, tea, Nutty, the Jari Piamari, La Viro Puzoya law, Ukaya law on Bondo Gine, Naya, Miazwa, Naya, Daro, yes, I have it, and Miazwa Viashin the good is Anubori Valau Gila Limele. Oh, but love genius will come like lemon. Paya go mule, I will be P.D. Pian, Pit. Yana Gila, P.D. Pit, Yana Gilinabe. My love is a G. Goromia Gia Green on the one is the Mero Yena Gekan, and Gamero ye. Sick tandama. Netta Jim B.D. One Mujin so red dominatari Pinibi. Irani Gujinga Kalama Dama Didanaya Daya Hobo Kalo Chain Dambi Daya Ho Jane Dami Beche Shinaibuda Guma Homabia Jotanai Lau Shini be Hora. Nana Piapam Lamdiu, Viduguma Mono. Eh, Nana, you are Jorometin, eh? Akuma Hoa, do Guma Home, no, Shinaibudraga. I am Mero, P.T. if she beautiful, I say, Mero, Pari sends on it at home. Oh, not that you do, Madela, Bonago, Dizo, Anubodi, Chinian. Taya Sayavi, Demia, Shingoromia, Bello, Bonago, Dizo, Anubodi, Chile, Limele. Oh, Bello, Ginu, welcome like Limelelu, a maid to a Pia Congo, I am Bibi, P.T. Pinny, Puma, Paul, Ima, Boga, Congo, Horava. Edaji Horaro, Pau Horaro. Ubadiki Jesus, with the Miganji, Amakanda Rori, that do say a bit of Mudomia Zovia Shinguromia G. Zadekanism way for Rombus in Nilaga. Mahavini companies at the Donasa Kuni, Yemado, Twadombus in Nilaga. Dambori is at the Dodosanga, Madavenu Dashin and Doria, Paya, since the Chitombus and Kanailaga. Tamasaka Bodanesa Baranadi Migada Undom Yanjima Tamasaja Daya Udinago Hochiaro Muzin Nailagon Dada di Logadadu Sajawala Wong Dada down the Akambi Utin Zebaman Tudaka on Don Lokevu Ye Meroji Tadu Ye Paya Bonago Jivo Hoya Yen Konai Memo Puri Pwamiendo Muzendo at the J. That on as I go my daughter don't moving at the J. That don't sing about even our mother Penjuda, Shwanyanoya, Paya, Pido the J. Tamasaja Daya Ugo Horo the J. Alomon Benaje.
တက်ကြဝလာပေါင်းတိုက်တဲ့တောင်းတုံလုတ်စေနိုင်လောက်အောင်ဘုံတကူကြီးတယ်မေတော်ကြီးဆိုဗုဒ္ဓဂုံလေးနားတော့မေတော်ကြီးကလောက်ချီပြီးတရားနာရင်နဲ့ပီတိတွေဖြစ်အဲ့ဒီပီတိကိုဝိပဿနာရှုနေတာပြည့်စုံကြီးပီတိကိုဘာရှုပီတိတွေဖြစ်ပေါ်လာတာသိနေတယ်ပီတိတွေချုပ်ပြောက်သွားတာတရားနာရင်မြင်နေတယ်ရှုနေတယ်တဲ့ဝိပဿနာရှုရင်နဲ့တရားနာတယ်ကိုရောင်မြတ်ကြီးကလည်းသူ့မိခင်ကြီးကျွတ်တန်းဝင်ရေးဆိုတော့ဇွဲနှစ်ပဲနဲ့ကြိုးစားပြီးတော့ဟောတယ်ဥပတိကေကျေစုအရှင်ဘုဒ္ဓမိခင်ကြီးသီလေနသသီလအဖြင့်၎င်းသမာဓိနသသမာဓိအဖြင့်၎င်းပညာယသဉာဏ်ပညာတော်အဖြင့်၎င်းဉာဏ်ပညာတော်အဖြင့်၎င်းဝိမု ക്തി ယသရဟတ္တဘုအဖြင့်၎င်းဝိမု ക്തി ဉာဏတတနေနသရဟတ္တဘုကိုဆင်ခြင်တဲ့ပစ္စဝကဏဉာဏ်အမြင်အဖြင့်၎င်းတမောနာမသားတော်တို့ရဲ့ဖယားရှင်နဲ့တူမြတ်သောသူမည်သည်နတ်ဒီလူဘုံနတ်ရောက်အကုန်ပေါအောင်မွေနောက်ရှာဖွေလုံးဝမရှိနိုင်ကြပါဘူးလို့ဗုဒ္ဓဂုဏပဋိသင်္ယုတ်တံဘုရားရှင်ရဲ့ဂုဏ်တော်တွေနဲ့ဆက်ဆင်းတဲ့ဓမ္မဒေသနာတရားဒေသနာကိုဝိထာရတဝအကျယ်ချဲ့ပြီးတော့ဒေသင်တော်ဟောကြားတော်မူလိုက်သည်ရှိသောဒေသနာပရိယောသဒေသနာတော်ဆုံးမှာဗျမဏိရူပသာရိအမည်ရှိတဲ့ဘုံနေမှာရည်သည်သောတာပတ္တိဖလေသောတာပတ္တိ၌ပဋိဋ္ဌာတိကောင်းစွာမသွေတိတံဆက်ရောက်ခဲ့ပါပေသတည်းအဲ့ဒီဗုဒ္ဓဂုံလဲဟောပြီးတဲ့ဆုံးတဲ့ကြရောပြည်သက်ကြီးမေတော်ကြီးသောတာပန်တည်သွားတယ်ပြည်သက်ကြီးဘာတည်သွားတယ်အဲ့တော့မိစ္ဆာဒိဋ္ဌိအယူဝါဒကြီးအောက်ကလည်းလွတ်သွားကိုရောမြတ်ကြီးလေအာရပါရတညလုံးဟောတာနည်းနည်းမိုးတောက်အလင်းရောက်ဖို့နီးလာသူ့မေတော်ကြီးကျွတ်တန်းဝင်သွားတော့မေတော်ကြီးကလည်းတခါမှမတွေ့မကြုံဘူးတဲ့နိဗ္ဗာန်အငြိမ့်တက်ကြီးရဲ့ငြိမ်းအေးမှုကိုယ်တိုင်ကိုယ်ကြသောတာပတိမဉ္ဇဉ်ဘုံဉဏ်နဲ့မျက်မှောက်လဲပြုတ်လိုက်ရရောသူ့သားကြီးကိုအပြစ်တင်တဲ့လေတံလေးနဲ့တာတဥပတိတသာယိဗုဒ္ဓဥပတိတတောသင်္တိကတမဘဲကြောင့်ဤဝန်ဤကသို့အာဂတိပြုလုပ်ရတာတဲ့လေဧဝရူပနာမအမတမေရှံနတတတိဣတကံကလံဤမြတ်လောက်ကြအောင်ကာလပတ်လုံးဧဝရူပံဤလောက်ချမ်းသာတဲ့သဘောရှိသောအမတမြတ်နိဗ္ဗာန်ချမ်းသာတရားကြီးကိုမေရှံငါမိခင်အားကသမပဲကြောင့်နာတာသည်မပီးခဲ့ရတာတဲ့လေဟောဒီလောက်ချမ်းသာတဲ့နိဗ္ဗာန်ချမ်းသာကြီးအမေကိုစောစောစီးစီးဟောတဲ့နဲ့ပြီးတဲ့နဲ့သူကိုယ်တိုင်ကအယူမှားကိုစွဲနေတာတော့အပြစ်မမြင်ဘူးဟုတ်လားပေတတ်ကြီးသားကိုပြစ်တင်တဲ့လေတိုင်းနဲ့ပြောတော့ငါမယ်တော်ကြီးရောဒီညဆိုတော်လောက်ပြီဆိုနှုတ်ဖို့ကြည်ပြီဆိုပြီးတော့မှကိစ္စဥပတိကေမေတော်ကြီးသွားတော့အခန်းထဲကနေနှင်ထုတ်တယ်ညီတော်စုံဒကိုလှည့်ကြည့်ပြီးတော့တာတစုံဒကာဝေလာညီတော်စုံဒအချိန်ဘယ်လောက်ရှိပလဲဘာလဝပိစုသကာလောဘန္တိမိုးတောက်အာကြီးလင်းကနေပြီတညာလုံးဟောတာပဲချိန်ရောက်သွားတာမိုးတောက်အာကြီးလင်းကနေရောက်သွားတယ်ကျုပ်နှစ်နာရီနည်းနည်းကြော်ရင်တော့တေရဝမောင်မောင်တို့သဘောပေါက်မှာဟုတ်ပါလားရှင်သာရိပုတ္တရာတညာလုံးဟောမှာမိုးတောက်အာကြီးလင်းကတော့နီးသွားတယ်ပေသတ်တို့နားနိုင်မှမလားမသိနားနိုင်ပါတယ်ကျုပ်ကမဟောနိုင်ဘူးနှစ်နာရီကြော်ဆိုတော်ပြီဟုတ်ပါလားအဲစီရီနှစ်ချက်ဆိုရင်အဲ့ဒါလုံးလောက်ပါပြီအဲ့ဒါကြောင့်ရှင်သာရိပုတ္တရာသွေးတွေအန်ထားတော့ဖြူဖတ်ဖြူဖြစ်တော့အာခွန်ဗလာတွေပျော့ရော့နေတော့မထနိုင်ညီတော်စုံနာတဲ့ငါ့ကိုထူပေးစမ်းပါဦးတဲ့ညီတော်စုံနာအသာလေးနောက်ကျောကနေထူပေးပြီးမှခေါင်းလေးရင်ပတ်တဲ့ထဲမိပေးထားရတယ်မိပေးပြီးတော့မှညီတော်စုံနာတန်ဃာတော်တွေကိုဒီဘက်ကိုစုဝေးစေပါလို့သိပေးခိုင်းတော့အဲ့မှာတန်ဃာတော်တွေအားလုံးဆရာဖြစ်တဲ့ရှင်သာရိပုတ္တရာနာစုယုံရောက်ရှိလာတော့အဲ့ဒီမှာဆရာကနေတပိကိုတောင်းပန်တာ
ပိဿကြီးဘသူကဘသူကိုတောင်းပန်အာဟုသောဟုငါရှင်ဘုရားယံတော်များရူစတုစတ္တလိတံဝတ္တဏီ44နှစ်တို့ကာလပတ်လုံးမယာငါနှင့်တတေတုရဝဝိစရန္တနာယရကလှဲ့လေခဲ့ကြကုန်သောဩတုံမကံသင်တို့အားမေသာရိပုတ္တရာမိကောငါယဟန်တော်ပေါ်မှာယံကာယိကံဝါခြင်းကာယကံပြစ်တိ၎င်းယံဝါစတိကံဝါခြင်းဝစီကံပြစ်တိ၎င်းသစေနာရောစေတာကဲ့၍မြတ်မနစ်သက်တာရှိခဲ့ပါ냐တန်သူငါရဲ့ပြည့်ကြီးပြင်းခဲ့အသွဲသက်ကိုတုံမေသင်ငါရှင်ဖျားယံတော်များတို့သည်ခမထတိခံတော်မူကြပါလို့ဆရာကတပည့်ကိုဘာလုပ်တယ်ရှင်သာရိပုတ္တရာရဲ့စိတ်ထားတော့ဘယ်လောက်ကြီးညိုပွဲကောင်းဆရာကတပည့်ကိုတောင်းပန်ဖို့လွယ်ရဲ့လားမိဘတွေမှားသွားတဲ့အခါမိဘတွေကသားသမီးတွေကိုတောင်းပန်ဖို့လွယ်ရဲ့လားအလုံးမှာအထက်လူကအောက်လူကိုတောင်းပန်ဖို့လွယ်ရဲ့လားမလွယ်ဘူးဘာလို့မလွယ်တော့လူကြီးတွေမှားရင်ပြန်ပြီးတော့တောင်းပန်ဖို့မလွယ်တာဘာလို့တော့ငါလူကြီးဥမာမိဘတွေမှားသွားတယ်တခါတည်းမိဘတွေမမှားဘူးလားမှားသားသမီးတွေအမေမှားနေတယ်အဖေအဲ့မဟုတ်သေးဘူးနော်မှားနေတယ်နင်တို့ဘာသိဟဲ့လားလူကြီးမှားတော့ငါလူကြီးမှားတာဘယ်သူဘာပြောနိုင်လဲမာနကြောင့်မတောင်းမှန်နိုင်တာမတောင်းမှန်နိုင်တာဘာကြောင့်လဲတိုင်အဲ့လိုမာနကြီးနဲ့တင်းပြီးမတောင်းမှန်နိုင်တာဟာသူတော်ကောင်းလမ်းစဉ်လားသူရုပ်မှလမ်းစဉ်အခုရှင်သာရိပုတ္တရာကသူတော်ကောင်းလားသူရုပ်မှရှင်သာရိပုတ္တရာသူတော်ကောင်းဆိုတော့ကြတော့ပိဋကကြီးတို့ရေတပိတွေကိုပြန်ပြီးတောင်းမှန်တာ44နှစ်တို့ကာလပတ်လုံးသင်တို့ငါရဲ့နောက်မှာရိပ်ပမှာလှဲ့လေလိုက်ပါခဲ့ကြတယ်ဟောဒီလိုနောက်ဆုံးချိန်ခါမှာအဲ့ဒီလိုတူတကွာလှဲ့လေစဉ်ကသင်တို့ရဲ့စိတ်ထဲမှာငါပေါ်မနစ်သက်တဲ့ကာယကမနစ်သက်တဲ့ဝစီကံနေရှိခဲ့ရင်ခွင့်လွတ်ပါသီးခံပါလို့တပည့်တွေကလည်းနောက်ဆုံးချိန်မှာလက်ဥချီပြီးတော့ဗန္ဒီရှင်ဘုရားသာရိပုတ္တရာဣတကံဤမြတ်လုံး44နှစ်ကြောင်ကာလပတ်လုံးတုံးမေရှင်ဘုရားတို့ကိုစာယာဤဝအယိတ်လိုပဲအမုံစိတ်တဝါမခွဲမကွာမစွန့်လိုပဲနဲ့ဝိစရန္ဒနလှဲ့လေခဲ့ကြကုန်တဲ့မကန္တပီတော်တို့အတွက်တော်အာရုဇဏကမနစ်သက်အတ္တကာယကံဝါကာယကံပြည့်တိ၎င်းဝစီကံဝါဝစီကံပြည့်တိ၎င်းနတ္ထိနဲတစည်းမျှမရှိပါဖရာတုံးမေပဏရှင်ဖရာတို့ကသာလျှင်အမကန္တပီတော်တို့အခမထသီးခံတော်မူပါဖရာအပြစ်ရှိခြင်းရှိရင်တပည့်ဖြစ်တဲ့တပည့်တော်တို့မှသာရှိမှာပါတဲ့အရှင်ဖရာကသာတပည့်တော်တို့ကိုသီးခံမှခွင့်လွှတ်ပါလို့တပည့်တွေကလည်းမလုပ်တယ်ဆရာတပည့်ရင်ထဲမှာအေးမြသွားအောင်ဘာအာဃာတဘာယံညှို့မှမရှိအောင်တဲ့ကြေအေးအောင်ပေးတတ်ကြီးတို့တောင်းပန်ပြီးတော့မှဒီရောရှင်သာရိပုတ္တရာမထေရမြတ်သည်မာဇီဝရဏထသင်္ကန်းကြီးကိုသင်္ကတိတဝါဆွဲငင်တော်မူသည်ဖြစ်၍မုခံရွှေမျက်နှာတော်ကိုပိဒါယဥဒ္ဓမူပြီလျင်တကိနေနပတ္တနာလက်ယနာနှောင်းဖြင့်နိဗ္ဗာန်တော်လျောင်းစေတော်မူလျက်တထဝိယမြတ်စွာဘုရားရှင်လိုပဲနဝကုဘကုံသောအနုပုဗ္ဗသမပတ္တိယောတမဘစဉ်တို့ကိုအနုလောမပတိလောမတော်အနုလုံပတိလုံအစုံအစံအဖြင့်တမပိစိတ်တဝါအာယပါယဝင်စားတော်မူပြီလျင်သမဏန္တရာသရုဒ္ဓဇံဤအချမ်းမဲ့၌ထေရောရှင်သာရိပုတ္တရာမထေရမြတ်ကြီးသည်မှာပထဝီ2,400,000ထုရှိတဲ့ဤကဘာမြေကြီးကိုအုံနာရယံတော်ပဲ့တင်ကိုထပ်စေလျက်အနုပါရိတေတယခန္ဓာကမ္မစယုတ်ကျွင်းကြံမရှိသောနိဗ္ဗာနဓာတုယာနိဗ္ဗာနဓာအဖြင့်ပရိနိဗ္ဗာယီပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်းရုပ်သိမ်းတော်မူခဲ့ပါပေသတည်းအဲ့ဒီမှာနောက်ဆုံးတမာပတ်တွေအပြန်အလှန်ဝင်စားပြီးတော့ပရိနိဗ္ဗာန်စံသွားတယ်အဲ့ကြောင့်ညီတော်ဆုံးတာပြင်ထွက်သွားတယ်ကဗ္ဗမြေကြီးကတော်လဲတန်ကြီးဟီးဟီးမြည်ပြီးတုန်လှုပ်သွားတယ်
အာကာသေကောင်းကင်မှာဒေဝတုံတို့ပြီးရောနတ်စီနတ်မောင်နတ်တူရိယာအပေါင်းတို့သည်ဖလိန်သူစူညံမြည်ဟိပေါက်ကွဲကုန်နေတဲ့ကောင်းကင်မှာနတ်တူရိယာတန်နေလူစူညံပေါက်ကွဲလာတယ်မင်းတို့ရဲ့ဘာများဖြစ်ပါလေတုံကြီးနဲ့တောင်ဝဲလေးထောက်ပြီးတော့အခန်းထဲဝင်ချသွားညီတော်ဆုံးလာပြင်ထွက်သွားအဲ့မှာသားကြီးရဲ့ခြေရင်းကနေခြေမမိုးတော်လေးတွေဆုပ်ကြည့်လိုက်အေးဆက်သွားဘာဒပိဋ္ဌိသားကြီးဖြစ်တဲ့ဥပတိတရဲ့ခြေမိုးတော်လေးတွေကိုပရိမေဇန်ဒီသုံးသဆုံးနဲ့လည်းရဲ့ပရိနိဗ္ဗုဒ္ဓဘာဝံပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်ယုတ်သိမ့်သွားပြီဆိုတဲ့ဖြစ်ကိုညတဝတိလိုက်ရသည်ရှိတော်မေရိုကြီးကခေါင်းရင်ဘက်ကိုပြေးနတ်ထသင်္ကန်းကြီးကိုမျက်နှာတော်ဘောကနေလှပ်ပြီးတော့မှထွက်လေဝင်လေရှိသေးရဲ့လားလို့အကဲခတ်ပရိနိဗ္ဗာန်စံသွားပြီလို့သိလဲရတဲ့ချိန်မှာမဟာတတ္တံပြီးစွာသောကိုကျွေးတံကိုကတ္တဝါပြုလျက်ပုံနေမှကြီးငိုတယ်တဲ့ဗျာလင်းအားကြီးချိန်မှာဘသူငိုနေမေဇံငါယဗုဒ္ဓသာကြီးဗုဒ္ဓဥပတိတ္တိကိန်းတို့ခေါ်ပဲလို့များဖြစ်သွားပါလိမ့်မလဲနကိဉ္စီကတိတိစကားလည်းတခွန်းမှမပြောတော့ပြီခြေပမိုးတော်လေးတွေဆုပ်လိုက်ကောင်းရင်ဘက်ကိုပြေးမျက်နှာတော်လေးကိုကတ်ကြည့်လိုက်နေပုံနေမာကြီးဘာဖြစ်ပြီဘေးသားကြီးတို့ဘသူငိုပြီတဲ့သာရနောအရှင်မောရနောလီလာရိဟကေနာကောရိယောဟရလံကောရမောနေကောရိယစုကာရောဟာဟဗုဒ္ဓရကုမာရောအိုမိမြတ်မတမွေးမြူပါတဲ့တာကြီးသေးချာတာရိဗုဒ္ဓရာသာရနောမေရောကျေစုထူးဆတ်ခြင်းမောင်ဟောကြားလေတဲ့ပါရမီနဲ့ကံကတ္တတွေကိုအရှင်မောရနောမေတော်ကိုယ်တွင်နှလုံးသွင်း၍လီလာရီမြဲမြံခိုင်ခန့်တည်တံ့စွာဟကေတိတိကင်္ဂဝသောတပန်ရာကိုနကောရိယောမိမေယောယောပောဘောဒနာအမှန်မင်မပြုမိခဲ့ပါတာရီတိချာတာရိပုတ္တရာလို့မေတော်ကြီးကခြေရင်ဘက်ကိုပြစ်ပြီးမှသားရဲ့ခြေပမိုးတော်လေးတွေဆုပ်လိုက်နေလိုက်တပံကောင်းရင်ဘက်ကိုပြစ်ပြီးမှသားရဲ့မျက်နှာတော်လေးကပ်ဖူးပြီးတော့မှကိုကျွေးနေကုန်ဟရလဩနောမကြီးမေတာကြီးကိုကောရမောနေရူပတ္တရိပြမဏိပုံနေမှမြည်တဲ့မောင်မောင်မေရောဟောရိမေရောဒီကောရိယနေလရှိညာသွိလီအန္တိယောဂများကိုဆိုကာရောတမအကျော်ပုံနာမောစီစရာတို့ဖြင့်ဩပင်ခောကမကုသလိုက်ရလေခြင်းလာတာကြီးသေးချာတာရိပုတ္တရာဖယားငါသာဤကနေဝင်မိုးချိုချိန်နှောင်းမိဆိုမှယောဂကြီးကျွမ်းမိဆိုမှမေထံရောက်လာတယ်အမေသမအကျော်ပုံနမောစီစရရပင်ခေါ်ပြီးတော့ကုသနိုင်မှလည်းနဲ့မကူလိုက်ရလေခြင်းလားလို့ဝမ်းနဲ့ပက်လည်းနဲ့ဘသူငိုတာရူပတာရိဆိုတဲ့ပုံလေးမှာအကျဉ်တလောသာစေတရောသာရုဩပြုရာရိပြောသာရနောပိနာသောဒေဝသာဟာရောအကျဉ်တလောမတုံမလုံးကြောက်စေရုပ်သို့လှုပ်၍မရခေါ်၍မကြမေရောပုံနေမှကိုကျင်စာပွားတာကြီးတိချာတာရိပုတ္တရာတဲ့ဘေးနာနေတားရဲ့ယုတ်ကလတ်ကိုဖက်ဖက်ပြီးမှလှုပ်ပြီးမှပုံနေမှကြီးနောက်ဆုံးခဏလေးတွေ့လိုက်ရတော့ခွဲသွားတဲ့သားကိုလွမ်းဆွတ်တဲ့စိတ်နှမျောတတတဲ့စိတ်နဲ့ဖက်ဖက်လှုပ်ပြီးတော့ငိုးနေတာရူပတာရိပြေတဲ့ကြီးဘသူပါလိမ့်အကျဉ်တလောမတုံမလုံးကြောက်စေရုပ်သို့လှုပ်၍မရခေါ်၍မကြမေတော်ပုံနေမှကိုကျင်စာပွားတာရည်တိချာသာရိပုတ္တရာ
Mandoka Bridi Duka Romana Dubaya Dada Sedabado Michi Zalaunla Duka Gauma Jigo Sazendaro Salingu Bega Madri Brahmegin Shitan Yin the Gwagabu Muji Maga Imya Zijenha Saru Nyaitu Dambu Mahadulonza Ijong Ayurna Kore Siro Gaunigo Dewo Omade Amyeni de Tadana Doma Mini Venchana Deyajigu Pitana Davin Hojaro Muleva Umpia Obura Wizanit Nazada the Tongaya Deyarogo Virana So Gong Song Chip Yobia Sirapado Saro Gorama the Kindashin Zayaho Biavadi Sarano Barami Mingala Madri the Megan Ship Basarana Desangaba Deyadanamiago Devyo Maumero Garuna Jeta Meda Abshin Hojaro Muleva O Shuma Song Nine De Miabo Gainda Jidicha Dari Bodara Paya Dari Yagrinyam Zambiga Ni Namyota Dajan Jizan Mianaroli Go Mieri Jaga Chi Pima Daye Gorama Dagin Dashin Zayaho Biavare Parami Mingla Madri Brahmegin Shibasarana Dasanga Vadaya Didanamya Daye Sayabidamya Zavya Gono Jaunesa Dedayari Amitayana Lomawa Vibure Ngatayiga chain now Mizoma Mitan Yaula de Amitayana Lomawadebu Hopia Leva Onlu Badungora Rumba Tari Peda Jiro Badure Sunilena Sunikano Zani Nina Zani Piano Dorarikina Pari Nisoro Ha Modaragu Maro Ume Yindi Chimini Taji Dicha Tari Podara Sunilegani Gadajana Dize Ho Valelia Kano Doda Vayada Dalimanadi Lili Pinya Meronadi Nazuni Yudeye A Amyama Yu Tensha De Chamaja Madi Nangeva Piano Juyen Bobia Mama Gandhi Mesa Nyanda Dijiva Dozani Ni Merotana Mama Amma Adidane Nazani Guzina Banya Mi Avinte Shadi Chamadi Mami Nangeva Rigi Gilida Niji Abjaviru King Wizi Jang Dayagonogo Nabari Majaging a Honyo Biadi Loka Toti Me Tayigo Lizoro the taping and the Taswan and the can we have with this Arwen Livia busy the Kurigo Mia Dora Maluran Leya Legion Lapaya Dora Sirna Valawadara Alavye O Dakamia Maluran Leya Legion La Daji Dicha Dari Bodara Paya Acheme Muji Chuma Yoga Yijuan Mizomangata Jiga Mitan Yaula Re Amya Nevan Chana Deyaji Pitanavo Tanyalo Amigo Deyari Hogere Achana do Nevan Yinta Deyaji Pitana Bidon and Nemodo Ali Yautane Ngata Jiga Amigo Pipain Quetuare Lu Yokalako, Namyojan Chizwane, Pep Pima, Ponema Ji, Muchivare, Revia, Tilungo Juevon, Jangama, Leve, Attention, Lavare Pita Jiri. Tada Maya Idobo with the Wago Nanaza Nema. Tada Dari Boda Ubre the Bobi who Mesa Digi, Ayua Raji de Mambeneswe, Nigere, Shiakino Nasoyen. Tawat din Chetari Guna Hodilo Jima de Gun Jizu Guna Zanima Amerige Madigeva
Idani Yakulo Taji Yakun Jizuri Taye Sayat King Orama Bayashin Guru Myaji Kun Jizuri Nalila Yaku Chinkama Tande Shetaji Guadingatua Aji Amu Uzi Pulaya Nigatati Yamakamya Lazwado Anegata Tom Myazato Vikuyan Orogo Imadamini Vidani Hori Ame Eni Boma Nidira Bidawatrin Don Sandesi Bilayen Bozi Don Swangale Dana Seka Chenga Nalavi Mambi Queen Mayana Barovi Siwarehi Gauminu Misura Dinganobi Esadi Don Pulwan Luranjinga Bidese Gaumesura Sirubian Tikesi Don Kutajinga Nalavi Ma Ame Queen Mayana Barovi Aneka Tadam Yamakamya Lazwado Aneka Tadam Vihara Tadam Jaumount Yago Vihara Tadam Jaumount Tango Karitawa Saulo Ludan Biroma Karidon Saulo Ludan Yengalebe Nalebe Ma Me Queen Maya Naimbaro Vide Niwin Mucho Yaulara Niwin Mucho Yaularo Pita Jiru Ayozan Nizango Kakwen Yalayela Aima Vida Tane Pada Madulusu Kwe Biro Ubeka Putala Jaro Du Tingango Kakwen Yalayela Sile Yoga Yara Kunaine Chini Shivale Kutagwen Yalayela Aima Pita Jiru Kutagwen Maya Johnson Luwemia Pesili Baba Mama Lulaya Luso One Pelene Pony Maji Aima Pep Piroma Nane Muto Alin Yaudeti Ngure Todavan no Todavan Bubu Nui Guma Todavan Pita Aria Todavan Down Chicken Knitted Duri Hala Quaya de Kama One Pele Pietis Budu Zimbo Musula Pula Yeda Zero Jobian Tava Dida Mi Di Besiri Di Swedi Mu Di the Go Ana Mie Mala Mamie Mala Mamie Adi Mamie the Bo Hala Ju Singing Taja Singing Matai no Kamaru Di Rubatari Mero Yite Pusumen no Dali singing the Tabima oh Dendi Dija Shinai Podra down Ma Yazwa Biaru do Ma the Mingarin that singing do leve Di Lubwa Amia Tara Mopu Lo de Gendiago Tria Jaye Inde Mam Yigo Jim Mauna Majin Achin Meda Zine Sasan Nanjame Malabidaji The Gendiago Daria Madigin Madrid Joni Areka Lali Gutambu Tada Laja Yakwatema Yagwedo Yagweda Achin Lemeda Zine Sasan Naila Lime Mayala The Gendiago Mamere the Wagon alone to Entaja Eri Mamere Adwe Amie Yam Pienejare Dure Time Bima Time to be the changing leve Ninjans was Sasan Naila Me Mayla Vidaji Mero Ye Ema Easily Pama Malula so you Nina Muda Lin Yapio more Panda and Lena or shivering the Koshuta Kanyi Point Biro Bidai Shuri Chain Kan Biro Mo Upiata Naya like Piata Naya so Biro Shui a deep beard Piata the town at Buzora Tajami Piata the town at Aron Piata the town at Sabana Boji Gigi Luyo Nayo Yo Biro Jimpare, now some Zavana Piajaro, that Dori Javare, Parijala. Yanda, Matimia, Prinivan, that do Jab. I now my hero so now I that Dori in the baby camera use some video, Tautu. Jua, Taurija Shannon about Yazopia, Eddie, that do Mia, Atom, Yazopia, I that Dori. Kai Viro, my sniper, Kum Jesu, Gara Naya, Rupian. Chiman Piroma, Tadu Zeri, Tikanade, Bazeri
စိတ်ဓာတ်ကောင်းတဲ့သူတော်ကောင်းများကွယ်လွန်သွားပြီးတဲ့နောက်မှာတောင်လူလောကကြီးအတွက်အယိုးအသားအသွေးဓာတ်တော်များနဲ့ကောင်းကျိုးပြုခဲ့ပါသေးတယ်သူတော်ကောင်းမှန်လားပြည့်တဲ့ကြီးစိတ်ဓာတ်မကောင်းတဲ့လူယုံမှများတော့ကွယ်လွန်သွားပြီးတဲ့နောက်တောင်လူလောကအတွက်ကောင်းမွေတွေထားခဲ့သလားဆိုးမွေတွေထားခဲ့သလားအဲ့ဒါလေသိခြင်းတရားကိုအမှတ်ရလို့လားမရလို့လားကဲဓမ္မပိဋကများရှင်သာရိပုတ္တရာပရိနိဗ္ဗာန်စံငန်းကိုအခုလိုနာယူရတဲ့အတွက်ကြောင့်ဒုလဲတနေ့သိကြရအောင်မယ်လို့ဆင်ခြင်ပြီးတော့ဗရဏနုပတိပွားများမိပြီးတော့အိမ်ထဲမှာလဲညီကိုမောင်နှမချင်းချင်းပြီးသားစုချင်းချင်းမေတ္တာစိတ်နဲ့မသေးခင်တွေ့ကြုံနေရတဲ့ကာလလေးတွေကိုတန်ဖိုးထားဆက်ဆံနိုင်ကြပါစေရက်ွက်ထဲမှာလဲရက်ွက်သူရက်ွက်သားချင်းချင်းသေခြင်းတရားကိုအောင်းမိမသေးခင်ငြိမ်းချမ်းစွာဆက်ဆံနိုင်ကြပါစေတိုင်းပြည်မှာလဲတိုင်းသူပြည်သားချင်းချင်းသေခြင်းတရားကိုအောင်းမိမှတ်ရပြီးရှေးရည်ဆက်ရှိလို့မသေးခင်ကြုံနေရတဲ့ကာလလေးတွေတန်ဖိုးသိပြီးတော့ငြိမ်းချမ်းသောမေတ္တာဓာတ်ဖြင့်ဆက်ဆံနိုင်ကြပါစေလို့ဆန္ဒပြုရင်းတိတ္တဆာယနာမှုကုညီရေးအသင်းနှစ်ပြည့်အောင်မေတ္တာဓမ္မယုံလူငယ်ပုံစံလောင်းအသင်းကြီး6နှစ်ပြည့်တဲ့ထိမ့်မှဖြစ်ဖြင့်ကျင်းပတဲ့ပထမဦးဆုံးဖွင့်ပွဲမှာကဲဟိန်းထအောင်မိသားစုနဲ့အားလုံးတို့အတွက်ဟာလာချီးမြှင့်လိုက်ပါပြီအားလုံးငြိမ်းချမ်းစွာနဲ့ဆက်ဆံနိုင်ကြပါစေလို့ဆန္ဒပြုရင်းရစချအမြဝေရရအောင်ဘာဝနာပေါင်းစုံဧကံမှုသည်ဘောဓိညာဏတ္တဘောဓိညာဤသစ္စယောရရရကြောင်းသောပံကောင်းသည်ဟောတုဖြစ်ပါစေတည်းဧကံမှုဤဘုရားကကိုမိဘဆရာသမားအစာချ၍သောဇတဘုံကျင်လေကုန်သောလူနတ်မြမအတ္တဝါအလုံးတို့အားအမြအမြဝေဝေငှပါကုန်၏အမြရ၍ကိုယ်စိတ်နှပြကျမ်းမာကြသည်ချမ်းသာကြသည်ဖြစ်ကြပါစေသောအမြအမြအမြယောမူရပါကုန်လောအမြအမြအမြယော